ဝတန်ဖိုးလဲကြာအကုသိုလ်လှုပ်လိုက်ပေမဲ့အကျိုးရမယ်လို့ချို့ကမထင်ရလားရပြီးတာပဲကွာအဲ့ဒါမျိုးဖြစ်သွားတယ်ဗုဒ္ဓရဲ့ကမ္မဝါဒဒီအရေးကြီးသလားမကြီးဘူးလားဗုဒ္ဓရဲ့ကမ္မဝါဒဟာအရေးကြီးတယ်ကံတရားကိုယုံကြည်တတ်မှကောင်းတာလုပ်ရင်ကောင်းတာရမယ်ဆိုးတာလုပ်ရင်ရသလားမရဘူးလားအဲ့ဒါမျိုးယုံထားတဲ့ပုဂ္ဂိုလ်တယောက်ဒီမကောင်းမှုအကုသိုလ်နေသလားမနေဘူးလားအေးအဲ့ဒါကြောင့်ဘဝအဆင့်မြင့်သွားအောင်လုပ်ချင်ရင်နံပါတ်1ယုံကြည်မှုရှိရတယ်တဲ့ဘာရှိရလဲအေးနံပါတ်2ကကြတော့ကိုကျင့်တရားကောင်းရတယ်ဘာလို့ရလဲကိုကျင့်တရားမှမကောင်းရင်တန်ဖိုးရှိသေးလားစည်းစိမ်ဥစ္စာဘလောက်ပဲပြည့်စုံအဲ့ဒီရလာတဲ့ပစ္စည်းဥစ္စာများဒီမတရားလောဘနဲ့ကြီးတယ်ရလာတာဖြစ်ရင်တဘဝစားပြီးတော့နောက်ဘဝတော့သွားပြီဦးတော့ဘယ်သွားမှာလဲဘယ်သွားမှာလဲဆရာတော်ဥတ္တမင်္ဂလာပြောသလိုဆိုတော့ဒေအိုးပါဗျာဟုတ်လားဘယ်သွားမှာလဲအေးဒေအိုးသွားမှာသိကြတယ်အဲ့ဒါကြောင့်မို့စီးပွားဥစ္စာလုပ်တဲ့အပိုင်းမှာလဲကြီးလိုက်ရင်ကိုကကြကြနနနီးလန်းတကြရှာဖွေထားမှအကုသိုလ်တက်တာနှုတ်စဉ်တက်တာရဲ့လားပစ္စည်းဥစ္စာကိုကိုကျင်တရားနဲ့မလဲပါနဲ့ငွေကြီးနဲ့ကိုကျင်တရားနဲ့မလဲနဲ့အဲ့ဒါမျိုးလဲပြီးတော့ချမ်းသာနေတဲ့ပုဂ္ဂိုလ်ဒီတန်မိုးရှိရဲ့လားအဲ့ဒါကြောင့်နံပါတ်1ယုံကြည်မှုရှိရမယ်နံပါတ်2ကဘာလို့ရမလဲမှတ်မိရဲ့လားအေးနောက်တစ်ခုကပေးကမ်းစွန့်ကြဲရမယ်တဲ့ဗါတယ်လေပေးကမ်းစွန့်ကြဲရမယ်ဆိုတာကအချင်းချင်းလိုအပ်ချက်လေးတွေဖြည့်ရမယ်ပြောတာဘာပြောတာလဲချင်းချင်းလိုအပ်ချက်လေးတွေဖြည့်ရမယ်ပြောတာကိုယ်အစင်မပြေတဲ့အခါကိုယ့်ရဲ့အိမ်နီးနားချင်းကိုတွားပြီးတော့ငါဒီနေ့အစင်မပြေသေးလို့ငွေလေးဘလောက်တော့လှဲ့ပါအောင်ဆိုလှဲ့တယ်လို့မရှိဘူးလားအေးဒီဘက်ကလည်းပဲဘယ်နေ့ရမှာဆိုအတိအကျပြန်ပေးတဲ့လူရှိဘူးလားအဲ့ဒါမျိုးဆိုရင်ပေးသူရောဟိုဘက်ကယူသူရောနှစ်ယောက်လုံးချီးသူရောဟိုဘက်ကယူသွားတဲ့ပုဂ္ဂိုလ်ပါစိတ်ချမ်းသာသလားမချမ်းသာဘူးလားအဲ့ဒီဂရီတစ်လုံးဒီတော်တော်အရေးကြီးတယ်ခုတော်တော်များများကငွေလေးယူလိုက်ပြီဟဲ့လို့ဆိုရင်ဟုတ်လားဘယ်တော့ပြန်ရပါမယ်ဆိုရရဲ့လားအဲ့ဒါမျိုးဆိုနောက်တစ်ခါကျတော့တယောက်နဲ့တယောက်တန်းမသွားဘူးလားအေးအဲ့ဒါမျိုးလေးတွေဖြစ်တာရှိသလားမရှိဘူးလားအဲ့ဒါဂတိတစ်လုံးဒီတန်ဖိုးထားဖို့ရလိုသလားမလိုဘူးလားအေးဂတိတစ်လုံးဒီအဲ့ဒါဒီပင်စာကပြောတာအပြန်ပြန်အလန့်လားကိုယ်စီတုံးကတော့တစ်မျိုးသူ့စီကိုသွားလိုက်တဲ့အခါကျတော့ဟောသူလူတုံးကတော့ကိုယ်စီလာပြီးတော့ချီးထားတော့ကိုကပေးလိုက်တယ်အေးနောက်တကပြောင်းပြန်ဖြစ်ပြီးတော့ကိုကလူတဲ့ခါသူ့စီသွားလိုက်တဲ့ခါကျတော့ဟာမရှိပါဘူးငါတို့ကဘလို့ဖြစ်နေလို့ပါဘာလေးကဝယ်လိုက်တဲ့အတွက်ကြောင့်ငါတို့တော့မလုံလောက်ဘူးဖြစ်နေတာလို့လှိမ့်ထုတ်တဲ့လူရှိသလားမရှိဘူးလားအဲ့ဒါမျိုးဆိုတဖြည်းဖြည်းနဲ့မိတ်ဆွေပြက်သွားကြတယ်ဘာပြက်သွားကြလဲအေးအဲ့ဒါကြောင့်မို့အပြန်မြန်အလံလံပေးကမ်းဖို့ဆိုတာအရေးကြီးသလားမကြီးဘူးလားအဲ့ဒါကြောင့်ခုဘယ်နှချက်ရနံပါတ်1ယုံကြည်မှုရှိရနံပါတ်2နံပါတ်3ကဘေကံစွန့်ကြဲရနောက်တကဘာလုပ်လို့စဉ်းစားဆင်ញင်ဉာဏ်နဲ့လုပ်ရမယ်တဲ့ဗါတယ်လေဘာကိုပဲလုပ်လို့စဉ်းစားဆင်ញင်ဉာဏ်ရှိရမယ်တဲ့ကဲအဲ့ဒီဉာဏ်ကအရေးကြီးသလားမကြီးဘူးလားဘာသာရေးလုပ်လေဉာဏ်ပညာလိုတာပဲစာပေသင်ကြားလေဉာဏ်ပညာလိုတာပဲစီးပွားရေးလုပ်လေဉာဏ်ပညာလိုတာပဲလိုသလားမလိုလားအေးအဲ့ဒါကြောင့်ဒီတရား၄ပါးကပြည့်စုံရင်အဲ့ဒီပုဂ္ဂိုလ်ဒီဘဝအဆင့်မလုပ်မလဲညင့်ပါလိမ့်မယ်တဲ့မှတ်မိရဲ့လားကဲဘာတွေလဲစူးစမ်းဆင်ញင်တတ်တဲ့ပညာရှိရမယ်တဲ့ဉာဏ်ပညာစုပေါင်းဘယ်နှမျိုးဦးဇင်းတို့ကတော့ပြောပေးုံလောက်ရတယ်ကျင့်ရမှာဘယ်သူကျင့်ရဦးဇင်းတို့လည်းပဲတရားများဟောပြီးဘာမှမကျင့်လို့ကတော့ဦးဇင်းတို့လည်းပဲတဘောပဲနောက်ဘဝကြပဲသွား
ဒေအိုးပဲဟုတ်လားဘယ်သွားမှလဲအေးအဲ့ဒါကြောင့်ကိုဒေအိုးကိုကြည်တာဟုတ်လားနော်ဒေအိုးမသွားဖို့ရာအတွက်အပင်ငရဲမကြဖို့ရာအတွက်ကကိုယ့်ပေါ်မှာမူတယ်အပင်ကြောက်အောင်လုပ်တာလဲဒီလူပဲအထက်တက်အောင်လုပ်တာလဲတန္တရာကကျွတ်အောင်လုပ်တာလဲဒီလူပဲအဲ့ဒါကြောင့်လူတိုင်းရဲ့စိတ်ထဲမှာဘာသာရေးလေးရှိနေကိုအရေးကြီးတယ်ဘာလေးရှိနေကိုအရေးကြီးအေးဘာသာရေးလေးသာရှိနေရင်အဲ့ဒီပုဂ္ဂိုလ်ဒီစီးပွားရှာလည်းပဲတမ္မာအာဇီဝကြရှာတယ်ဇနီးမယားယူထားရင်လည်းပဲအဲ့ဒါကြနနတောင်းကြည်အောင်ပေါင်းတင်ဆက်ဆံပြီးတော့လှုပ်ကြွေးတယ်မကြွေးဘူးလားဇနီးမယားကလည်းပဲဩဒီလိုလှုပ်ကြွေးနေတဲ့လင်ယောက်ျားကိုယူသေးသေးဆက်ဆံတတ်တယ်မဖြစ်ဘူးလားအဲ့ဒီလိုမှမဟုတ်ရင်တော့လကားပဲအိမ်အောင်ကြလည်းပဲခဏပြီးသွားတာနဲ့တပြိုင်နက်ရိုက်ကြနှက်ကြတော်ကြရံဖြစ်လိုက်တော်လေးနေယုံရောက်လိုက်လက်မထိုးမဲ့တကယ်ဟာမဖြစ်ဘူးဟာထိုးမယ်မထိုးဘူးနဲ့ဒါနဲ့တင်အချိန်ကုန်ပြီးတော့ရှေ့မရောက်တာတွေရှိတယ်ရှိသလားမရှိဘူးလားအဲ့ဒါမျိုးမဖြစ်ပါစေနဲ့အဲ့ဒါကြောင့်ယောက်ျားလေးကလည်းဘာသာရေးရှိမှမိန်းကလေးကလည်းဘာသာရေးရှိမှရုပ်လေးမြင်ပြီးကြိုက်လို့တော့မရဘူးရရလားကလေးလေးတွေရလာတယ်နဲ့ရုပ်လေးကလှသေးလားငကိုကတော့လှသေးလားအဲ့ဒါမျိုးဖြစ်ပြီးတော့သူကစီးပွားရေးလေးကလည်းတက်ဇနီးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းကလေးလေးတွေကရလာတော့နေရင်ထိုင်ရင်ကိုမကြည်တော့တယ်နော်ဟင်းလေးချက်ထားလဲပဲသူကြိုက်တာလေးချက်ထားလဲမင်းဒါကြီးတယ်ပဲငါဘလူကောင်းထင်းလို့တော့ဒါမျိုးဖြစ်လာတတ်တယ်ဟုတ်လားနော်ဘလူလေးပဲအဆင်ပြေအောင်လုပ်လို့မပြေတာလေးတွေရှိသလားမရှိဘူးလားအေးအဲ့ဒါမျိုးဖြစ်ပြီးတော့တဖြည်းဖြည်းနဲ့ကြံဖန်ပြီးတော့အပြစ်ရှာရင်နဲ့နောက်တစ်ယောက်ရှာသွားတဲ့လူတွေရှိသလားမရှိဘူးလားရှိတယ်အိမ်အောင်ပြုတယ်ဆိုတာကလည်းယောက်ျားလေးရောမိန်းကလေးရောအတူတူပဲပထမစယူထားလိုက်တုန်းကတော့ဒီကမ္ဘာလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေထဲမှာငါယူတဲ့ဇနီးမယားဒီအချောဆုံးလို့ဖြစ်တတ်တယ်နော်ယောက်ျားလေးပိုင်းလည်းပဲအဲ့ဒီအတိုင်းမိန်းကလေးကအတွက်လဲငါယူတဲ့ယောက်ျားလေးဒီအချောဆုံးပဲလို့ထင်တတ်တယ်နည်းနည်းလေးလည်းပဲပေါင်းလာရင်အပြစ်တွေကမြင်လာစိတ်ဓာတ်ကယုံမှုကောင်းဟောတဖြည်းဖြည်းနဲ့ပေါ်မလာဘူးလားပေါ်လာတယ်ဘာလို့လဲပြောတော့ရေရှည်ပေါင်းပြီဆိုတဲ့အခါကျတော့စိတ်ပဲလိုက်ကြည့်တယောက်နဲ့တယောက်အပြစ်တွေလိုက်ကြည့်ဘာတွေလိုက်ကြည့်လဲအပြစ်တွေလိုက်ကြည့်ငကိုကလေးမှကိုကမဲတာယူထားပြီပြတော့ကြမှာမဲမှကွဲချင်ပါတယ်ဖြစ်တဲ့လူကရှိသေးတယ်အဲ့ဒါမရှိသလားမရှိဘူးလားအေးအဲ့ဒါမျိုးတွေလည်းဖြစ်တယ်နော်ကျိုးကလည်းပဲပုတာယူထားပြီရေရှည်ပေါင်းတဲ့အခါကျမှအရက်ပုပါတယ်ဆိုကွဲတဲ့လူကရှိတယ်ရှိသလားမရှိဘူးလားကြည်တုံးကကိုယ့်ကိုအပြည့်စုံကြည်ထားဟုတ်လားအရက်မောင်းကဘလောက်လဲဘလို့လဲအသားရောင်ကဘလို့လဲသွားကဘလို့လဲပြီးသွားမှအဲ့ဒါဟောသွားတွေကဘလို့တွေဖြစ်နေယုံဖို့ကောင်းတယ်အဲ့ဒါမျိုးတွေဖြစ်ပြီးတော့ကြံဖန်ပြီးကွဲတာတွေရှိတယ်ရှိသလားမရှိဘူးလားအဲ့ဒါမျိုးမလုပ်ပါနဲ့အဲ့ဒါကြောင့်မို့ဘာသာရေးမရှိရင်တော့အဲ့တိုင်းဖြစ်တတ်တယ်ဖြစ်သလားမဖြစ်ဘူးလားဘာသာရေးလိုသလားမလိုဘူးလားဇန်တရားမတရားဖို့တရားရဖို့အတွက်လိုသလိုပဲတို့သူတော်စင်များရဲ့လောကရဲ့အတွက်လဲလိုသလားမလိုဘူးလားအေးလိုတယ်အဲ့ဒါကြောင့်မို့စီးပွားရေးလေးကြိုးစားပြီးတော့တို့လောက်ကြလို့ဆိုရင်လင်းနဲ့မယားကအပြန်ပြန်အလှန်လှန်တိုင်တိုင်မင်မင်လေးရှိမှာဟုတ်လားနော်အနုမို့ဆိုရင်တော့အလုတ်သွားလည်းပဲစိတ်မချအိမ်ထားခဲ့လဲစိတ်မချရှိသလားမရှိဘူးလားဘယ်သွားစီးပွားရေးလုပ်ရရလားတို့ဗမာများနောက်ကျနေတာအဲ့ဒါပဲဟုတ်လားနော်အဲ့ဒါမျိုးစိတ်မချရင်လည်းပဲမင်္ဂလာဆောင်ကလေးကအိတ်ကြီးဝယ်ထားနော်ဘာဝယ်ထားရမလဲအိတ်ကြီးဝယ်ထားပြီးတော့အလုတ်သွားရင်လည်းပဲဂျောဘုတ်အိတ်ထဲထည့်သွားဟုတ်လားနော်ပြီးသွားနဘေးအဲ့ဒါငုတ်တုတ်ထိုင်ခိုင်းတာပြန်လာရင်လည်းပဲဂျောဘုတ်အိတ်ထဲပြန်ထည့်ပြီးရင်ပြန်တယ်ခဲ့အဲ့ဒါမျိုးလုပ်ဖို့ပဲရှိတော့ဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့လောကမှာမိသားစုရေးမှာအဆင်မပြေရင်စီးပွားရေးအဆင်ပြေသေးလားနံပါတ်1ရေးကြည့်တာကမိသားစုငြိမ်းငြိမ်းချမ်းချမ်းလေးရှိမှာနော်အမေကြည့်လိုက်လဲစူအောက်အဖေကြည့်လိုက်လဲတောက်စားကိုအဆင်ပြေသေးလားသာသမီများကဘယ်အတူခိုးရမှန်းကိုမသိအောင်ဖြစ်တတ်တယ်ဟုတ်လားအဲ့ဒါမျိုးထဲမှာမပါဖို့ရရေးကြည့်သလားမကြည့်ဘူးလားအေးအဲ့ဒါမျိုးတွေဖြစ်တယ်
ကြောင့်မို့ညီညွတ်လေးနဲ့နေကြရင်စီးပွားရေးလည်းပဲဖြစ်သလားမဖြစ်ဘူးလားတိုင်မင်လေးနဲ့စီးပွားရေးလုပ်လို့ရပါတယ်ကဲစီးပွားရေးတွေဖြစ်လာပြီဆိုရင်အသုံးချတတ်ဖို့ရလဲအရေးကြီးတယ်အနုမို့ဆိုရင်ဇနီးမယားကလည်းမြောက်ဒီဘက်ကလင်သားကလည်းစီးပွားရေးတက်လာရင်အဲ့ဒါအောက်ခြေလေးလွတ်လာတတ်တယ်ဘာလေးလွတ်လာအောက်ခြေလေးလွတ်ရင်ဘာဖြစ်ခင်ထောင်လဲတာဟုတ်လားနော်လဲသလားမလဲဘူးလားတာမန်ကိုမဟုတ်ဘူးထောင်ကိုလဲတော့တာနော်အောက်ခြေလေးလွတ်လာရင်စကားပြောတာကသာဇောင်ကြွားဖြစ်သလားမဖြစ်ဘူးလားဇောင်ကြွားငါကဆက်ဆံတဲ့ပုံစံမဟုတ်တော့ဘူးမျက်နှာထားကအကုန်ပြောင်းသလားမပြောင်းဘူးလားအေးအဲ့ဒါမျိုးဖြစ်သွားတတ်တယ်ပြီးသွားရင်ပူရတဲ့ရှုပ်တဲ့လမ်းဘက်ကိုလိုက်သွားတတ်တယ်ဖြစ်တတ်သလားမဖြစ်တတ်ဘူးလားနောက်တစ်ခုကအတော့စားလိုက်တတ်တယ်နောက်တစ်ခုကလောင်းကစားလိုက်သလားမလိုက်ဘူးလားအဲ့ဒါငွေလေးကလည်းနည်းနည်းအဆင်ပြေလာရင်ဟာဒီနေ့ဘောလုံးပွဲသွားကြည့်လိုက်ဦးမယ်ဆိုအိမ်ကလူတွေကတော့တာမန်ကြည့်တယ်ထင်တယ်ဆိုင်ကယ်လေးနဲ့ထွက်သွားအပြန်ကျတော့စိုက်ကားနဲ့ပဲပြန်လာဘာလေးနဲ့ထွက်တုံးကတော့ဆိုင်ကယ်နဲ့ထွက်သွားအပြန်ကျတော့ဘာနဲ့ရောက်လာအဲ့ဒါမျိုးအောက်ခြေလွတ်တာတွေရှိတယ်ဒီလိုစီးပွားရေးလေးဖြစ်လာဖို့ရာကကိုကကြိုးစားနဲ့ရှာခဲ့လို့ဒီလောက်တက်လာတဲ့ဒီစီးပွားရေးလေးကြမှာဒုက္ခတော့ကခံနိုင်ပြီးတော့ဘာကြတော့မခံနိုင်ဖြစ်တို့ဗမာလူမျိုးကအဲ့တိုင်အကုန်ဖြစ်တတ်တယ်ဖြစ်သလားမဖြစ်ဘူးလားယတနာရှိသေးလားအဲ့ဒါဗုဒ္ဓကနေပြီးတော့သင်လွတ်လိုက်တဲ့အခါကျတစ်ခေါက်ပြန်လာပြီးတရားအထုတ်တာအဲ့ဒီမှာယဟန္တာဖြစ်သွားတယ်ဟုတ်လားဆိုလိုချင်တာကဘဝဆိုတာကတန်မိုးရှိအသုံးချမှပစ္စုပန်ရောတမလွန်ရောစိတ်ချရတယ်ပါတယ်လေပစ္စုပန်ရောတမလွန်ရောစိတ်ချရဒီထဲမှာကြည့်လိုက်လို့ရှိရင်ဒကမာကြီးဘက်ကကြည့်ရင်စီးပွားရှိတာတော့မှန်တယ်လူမှုတမ်းမှုသာမလုပ်ဘူးရဲ့လို့ဆိုရင်ဒီတန်ခါနဲ့တွေ့เสียအကြောင်းရှိလားအေးသူကိုယ်တိုင်လည်းပဲလူတဲ့တန်းတယ်ဆရာတော်များကဟောတဲ့တရားကိုလည်းနာကြားလိုက်ပြီးဘာတိတည်သွားလဲအနာဂံတိတည်သွားတယ်တို့သူတော်စင်လဲအဲ့ဒါမျိုးတည်အောင်လုပ်လို့မရဘူးလားရဟန်းတော်များလဲသာသနာပေါင်းရောက်တာတော့မှန်တယ်ဒါပေမဲ့ဒီတိုင်းမနေဘူးတရားအထုတ်မှုလုပ်သလားမလုပ်ဘူးလားအေးအဲ့ဒါကြောင့်သူ့ဘက်ရောကိုယ့်ဘက်ရောတန်မိုးရှိသလားမရှိဘူးလားရှိတယ်အဲ့ဒါမျိုးတန်မိုးရှိတဲ့ပုဂ္ဂိုလ်တွေသာဖြစ်မယ်ဟဲ့လို့ဆိုရင်ကောင်းသလားမကောင်းဘူးလားဦးဇင်းတို့ဖြစ်စေချင်တာကတော့တန်မိုးရှိစွာနေလိုက်ပါလို့တိုက်တွန်းနေတာ။ဘာတိုက်တွန်းနေတာလဲ။နေလို့မရဘူးလား။အေးအဲ့ဒါကြောင့်တရားတော်ရဲ့အမိဘာပေးထားလဲ။တန်မိုးရှိစွာနေလိုက်ပါ။လူဘဝမှာရခဲ့တဲ့တရားဘယ်နှပါးတယ်လဲ။ဘာတွေလဲ။တရားတော်အပြင်စီးပွားဖြစ်လာဖို့ရာခဲရင်တယ်။တရားတော်အပြင်အချမ်းရံရဖို့ရာခဲရင်တယ်။အသက်ရှည်ဖို့ရာခဲရင်တယ်သိပြီးတဲ့နောက်သူဂတိရောက်ဖို့ရာခဲရင်တယ်တဲ့နောက်တစ်ခုကဘဝချမ်းသာဆုံးရှုံးရတဲ့သူဘယ်နှဦးတယ်လဲဘာတွေလဲပြောရင်ဝိသမလောဘနဲ့အသက်ရှင်တဲ့သူဒေါသကြီးတဲ့သူဒီဝေထိုင်းမိုင်းနဲ့နေတတ်တဲ့သူစိတ်ပူပန်တတ်တဲ့သူတန်တရားမျက်လုံးနဲ့အမြဲတမ်းနေတဲ့သူတဲ့ဘယ်နှဦးနောက်ဘဝကိုတန်မိုးမြင့်မယ်ဟဲ့လို့ဆိုရင်တရားဘယ်နှပါးဘာတွေလဲပြောရင်အဲ့ဒါလေးကြအရေးကြီးတယ်ယုံကြည်မှုရှိရမယ်ကိုယ်ချင်းတရားကောင်းရမယ်ဘေကန်းစွန့်ကြဲရမယ်စဉ်းစားဆင်ခြင်တတ်တဲ့ဉာဏ်ရှိရမယ်တဲ့အဲ့ဒီတရားမရှိလို့ကတော့ကိုချင်းကလုံးဝမမြင့်နိုင်ဘဝဟာတန်ဖိုးမရှိနိုင်ဘူးရှိနိုင်ရလားနောက်ဇီဝဥစ္စာကိုအသုံးချတဲ့စနစ်မှာဘုရားကဘယ်နှမျိုးသုံးခိုင်းဘယ်နေရာတွေမှာသုံးရမလဲကိုနဲ့ကိုမိသားစုအတွက်ကိုဆွေမျိုးများအတွက်ကိုမိတ်ဆွေများအတွက်အနေရပေါ်ပေါက်လာတဲ့အခါကုသိုလ်ရာရေးအတွက်တဲ့သုံးချလို့မရဘူးလားကဲအတုယူเสียဒကမာကြီးနာမည်ကဘူးတယ်လေအဲ့ဒါကြောင့်ဒီနေ့ကြွရောက်လာကြတဲ့အာလုံးသောသူတော်စင်များသည်ဒကာပဲဖြစ်ဖြစ်ဒကမပဲဖြစ်ဖြစ်မာတိကမာတာဒကမာကြီးကိုအတုယူပြီးတော့
ဘဝကိုတန်မိုးရှိရှိနေထိုင်ကြကုန်ပြီလျင်ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အဆုံးအမဖြစ်တဲ့ဒါနသီလဘာဝနာစတဲ့ကိစ္စတို့ကိုတနေ့တခြားကြိုးစားအားထုတ်နိုင်ပြီး၍တပည့်တော်တို့ဒီဝဘဝတို့နှင့်မဉ္ဇဉ်ဘုံဉ္ဇဉ်နိဗ္ဗာန်တရားတော်မြတ်ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သောဟု၍ပေါင်းစုကတောင်းစုပဌနာပြုလိုက်ကြကုန်ရသတည်းကဲဥစဉ်ကတစ်ခေါက်ဆိုပေးမယ်တို့သူတော်စင်များက၃ခေါက်စီဆိုသာဓု၃ညိမ်ခေါ်ပြီးတော့ပြီးကြရအောင်ဗုဒ္ဓသာသနာနေရောင်ဝါရှိကြလင်းစေတော်ယနေ့သာသနာတော်နေ့2552ခုကောဇတက္ကရာ1380ပြည့်နှစ်တစောင်းမုံလဇန်4ရက်နေ့ညမန္တလေးမြို့တည်ကြီးတကွန်မြို့နယ်တကွန်တိုင်းနတ်သာရဲ့ကက်လွတ်မြတ်စွာဘုရားစွမ်းလောင်းအောင်ပွဲဓမ္မသဘင်၌ဓမ္မဒါနကုသိုလ်ရှင်ဒီကြီးတကွန်မြို့နယ်တက်မတော်ပရိဘောကစက်ယုံဥချစ်ဆွေဒေါ်တီရာဝင်းဥအောင်မင်းဒေါ်တနာစုမိသားစုနဲ့တကဝတရားချစ်ခင်သူတော်စင်အပေါင်းတို့ကနေပြီးတော့စုပေါင်းခြင်းပပြုလုပ်အပ်သည်ဓမ္မသဘင်ပွဲ၌ဟောကြားအပ်သောတန်ဖိုးရှိစွာနေလိုက်ပါအမည်ရသည့်တရားတော်တိတ္တရဲ့တရားတော်ရဲ့အမည်ကဗါတယ်လေပြောကြည့်ပါဦးတန်ဖိုးရှိစွာနေလိုက်ပါတဲ့အဲ့ဒီတရားတော်ကိုမဟောကြားမီတရားမှုပိုင်ရှင်ဖြစ်တော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်နဲ့တကဝယရဏမြတ်သုံးပါးတို့ဟာရှ िख ိုးကြရအောင်ဦးဇင်းကလင်္ကာလေးများဆိုပေးတဲ့အခါဒုသူတော်စင်များက၃ခေါက်စီလိုက်ပြီးတော့ဆိုကြရအောင်ဗုဒ္ဓဂုံဤစိတ်မာတိယုံကြည်မြတ်တို့လက်စုံမို့ရှ िख ိုးပါဤဖယားဗုဒ္ဓဂုံဤစိတ်မာတိယုံကြည်မြတ်တို့လက်စုံမို့ရှ िख ိုးပါဤဖယားဓမ္မဂုံဤစိတ်မာတိယုံကြည်မြတ်တို့လက်စုံမို့ရှ िख ိုးပါဤဖယားဓမ္မဂုံဤစိတ်မာတိယုံကြည်မြတ်တို့လက်စုံမို့ရှ िख ိုးပါဤဖယားသံဃာဂုံဤစိတ်မာတိယုံကြည်မြတ်တို့လက်စုံမို့ရှ िख ိုးပါဤဖယားဓမ္မဂုံဤစိတ်မာတိယုံကြည်မြတ်တို့လက်စုံမို့
ရှိခိုးပါ၏ဖယားယရဏမြတ်သုံးပါးကိုရှိခိုးလိုက်ကြတာယရဏသုံးပါးကိုရှိခိုးပြီးတော့ဒီနေ့ကြွရောက်လာကြတဲ့အလုံးသောသူတော်စင်ပြိတ္တအပေါင်းသူတော်ကောင်းတို့အားဥစဉ်နေနဲ့ဒီနေ့ဘာခေါင်းစည်းနဲ့တရားပြောပြဟောပြမလဲလို့ဆိုရင်တရားခေါင်းစည်းကဘာလဲလဲတန်ဖိုးရှိစွာနေလိုက်ပါတဲ့တစ်ခေါက်လောက်ပြောကြည့်ပါအေးဒီတရားတော့ဒီရက်ကွက်ကိုလာပြီးတော့ဟောရတာကတော့အကြောင်းတိုက်ဆိုင်သွားတာလေးရှိလို့ပေါ့နော်။ဘာလေးတွေအကြောင်းတိုက်ဆိုင်သွားသလဲလို့ပြောရင်ဒီနေ့ညဟောမယ်အလှည့်ကြတဲ့ဆရာတော်ဘယ်ဆရာတော်လဲ။ကိုးပွဲရဆရာတော်ရဲ့အလှည့်မူရင်းကနော်။ဦးဇင်းတို့ရဲ့အလှည့်မဟုတ်တဲ့အခါကျတော့ဦးဇင်းတို့ကလည်းပဲမြို့ထဲမှာဒီနေ့ဈေးကြိုနံတရားဝဲရှိတနေ့တနေ့ကိုဦးဇင်းတို့ကနှစ်ပွဲကလည်းပဲဟောခဲ့နော်တပွဲတပွဲဟောလိုက်ရင်လည်းအာရပါရချရတာအခုအတန်တော်မှဝင်လာဟုတ်လားအေးအဲ့ဒါကြောင့်မို့တကယ်တမ်းကတော့ဦးဇင်းကနှစ်ပွဲရဲ့လို့တရားကိုဟောခဲ့နော်တပွဲတည်းပဲဟောပြီးတရက်ပြီးသွားရင်နောက်ရက်ကျတော့ဦးဇင်းတို့ကစာသင်တရားတွေလည်းရှိသေးတယ်နော်အေးအဲ့ဒါတွေကြောင့်မို့သိပြီးတော့တရားကိုအများကြီးပွဲတွေလက်ခံပြီးတော့ဟိုလက်ခံထားတဲ့ပွဲကတော့နေ့တိုင်းရှိဒါပေမဲ့တရက်ဆိုဘယ်နှပွဲပဲရှိခုဒီနေ့ဘယ်နှပွဲဖြစ်အေးအဲ့ဒါနောက်ကြတဲ့လူဆိုတဲ့အခါကျတော့သိအခြေအနေကောင်းမှမချင်းဘူးဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့အတန်ဝင်သွားတာကတော့ဒီနေ့မဟုတ်ဘူးမနေ့ညကတရားပွဲကြောင့်နော်မနေ့ညကတရားပွဲကမိုက်ကသိပြီးတော့မဆွဲဘူးကွာနော်မိုက်ကမဆွဲအတန်ကတင်လူတွေကလည်းမေးလိုက်ရင်မဖြေဘူးပြိတ္တရဲ့မနေ့ကတီမိပြိတ္တဟုတ်လားဘာပြိတ္တတွေအေးဒီမှာတော့ဖြေပါတယ်ဟုတ်လားနော်ဟိုမှာမဖြေတဲ့အခါကျတော့ဘာတွေဖြစ်တုံဆိုဘယ်နှပါလဲပြောလိုက်ရင်ကိုမေးကိုဖြေပဲဟုတ်လားအဲ့လိုဖြစ်နေတဲ့အခါကျတော့ပို့ပြီးတော့ပင်ပန်းတယ်2 နာရီလောက်ကထိန်အကြောင်းဟောတာဆိုတော့ဒုသူတော်စင်များကထိန်တရားနာဘူးလားအေးကထိန်တရားကနည်းနည်းလေးနဲ့နေတယ်ပြောနော်ကထိန်တရားတွေကနဲ့နေတယ်စိတ်ဝင်စားစရာလည်းမကောင်းဟောတဲ့ကိုယ်တော့လည်းပြင်းဖို့ကောင်းနာရတာကလည်းပြင်းစရာကောင်းဒါပေမဲ့ကထိန်တရားတွေကိုဘာကြောင့်ဟောနေတာလဲပြောရင်ကထိန်ဆိုတာဘာကြောင့်ကထိန်ခင်းတာဘလို့ခင်းမှမှန်မှန်ကန်ကန်ကထိန်ခင်းတာလဲအဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရှင်းပြရတဲ့အခါရှင်းလင်းချက်ပို့ပြီးတော့များတယ်စုပေါင်း10ချက်တောင်ရှင်းရဘယ်နှချက်ရှင်းရမနေ့ကဆို2 နာရီတောင်ကြော်သွားဟုတ်လားနော်အဲ့ဒါမျိုးရှင်းပြလိုက်မှတပွဲတည်းနဲ့ကထိန်ရဲ့သဘောတရားကိုနားလည်သွားတာဟုတ်လားအဲ့ဒါမျိုးတွန်းပြီးတော့ပြောတဲ့အခါကျတော့ဒီနေ့ဘာလာဖြစ်တုံးဆိုတော့အတန်လာဝင်ဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့ဒီနေ့ညတို့သူတော်စင်များအားအတန်ဝင်တာမဝင်တာပါထားဟုတ်လားတရားတော့ပြီးအောင်ရှင်းမြင်ခဲ့ရနော်ပြီးခဲ့တဲ့တရားဝဲတော့မပြီးခဲ့ဘူးပြည့်တဲ့ရနော်ခုရှင်းပြခဲ့တဲ့ဈေးကြိုနံကတရားဝဲ10ချက်ရှိတာဘယ်နှချက်နဲ့ပြီးလာမလဲ6ချက်နဲ့ပြီးလာဟုတ်လားနော်ဘယ်နှချက်နဲ့ခုဒီမှာဘယ်နှချက်ရှင်းပြမှာလဲဥစဉ်ရဲ့တရားတော်များကတော့နာယုံနဲ့မရရီးနေယုံနဲ့လည်းမရသာဓုခေါ်နေယုံနဲ့လည်းမရဘလို့နာမရမှာလဲပြောရင်ပုံမှန်တိုင်းသလုံးဘယ်နှလုံးနဲ့နာရတော်မှတ်မိသွားနော်သုံးလုံးကဘာလေးလဲနံပါတ်1တတိနဲ့နာပါတဲ့ဘာနဲ့နာရတတိတရားနဲ့နာပြီဘယ်ပေါ်မှာတတိတရားလေးထားပြီးတော့နာမလဲလို့ပြောရင်ဟောပြောပြသတဲ့ဓမ္မရဲ့အပေါ်မှာတတိထားဘယ်မှာတတိထားအဲ့ဒီရဲ့နောက်ကဘာနဲ့နာရမလဲတမာရီတရားလေးနဲ့နာပြီးပါတမာရီဆိုတာကအာယုံလေးစ
စိတ်လေးကိုတဏှာထဲမှာတည်ပြီးတော့ငြိမ်နေအောင်ထားတာကိုဘာလို့ခေါ်ရသမာဓိခုတို့သူတော်စင်များကတော့တရားနာနေကြတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကိုယ့်ရဲ့အာယုံလေးကိုစိတ်လေးကိုဘယ်ပေါ်မှာငြိမ်နေအောင်ထားရမလဲတရားရဲ့အပေါ်မှာငြိမ်နေအောင်ထားရမယ်ဟုတ်လားလူကဒီထိုင်ပြီးတော့စိတ်ကဟိုရောက်ဒီရောက်နေဆိုရင်ထိုင်လကားဖြစ်နော်ဘာလကားဖြစ်မှာလဲထိုင်လကားဖြစ်လိမ့်မယ်ဟောလကားဖြစ်လိမ့်မယ်ကျင်းပလကားဖြစ်လိမ့်မယ်အဲ့ဒီလကားများကိုရှောင်ဖို့ဆိုရင်သမာဓိနဲ့နာမဘာနဲ့နာရမလဲစလုံးဘယ်နှလုံးရနံပါတ်1တတိနဲ့နာနံပါတ်2ကတတိတွေသမာဓိတွေရှိသွားရင်နောက်ထပ်စလုံးလေးတစ်လုံးကလိုက်ပေးမှသူမပါရင်မပြီးဘူးအဲ့စလုံးလေးကပညာနဲ့နာဘာနဲ့နာပညာဆိုတာကပကာရိဏဇာနာတိတိပညာပကာရိဏအပြားအဖြင့်ဇာနာတိတိတတ်ပါပေ၏ဣတိထို့ကြောင့်ပညာမြည်၏အပြားအဖြင့်တိတတ်တဲ့အတွက်ကြောင့်ပါတယ်လေဘာပြောတာတော့အပြားအဖြင့်ဆိုတော့အလုံးအဖြင့်မဟုတ်ပါဘူးခင်ဗျာနဲ့ပြစ်နေဦးမယ်ဟုတ်လားနော်အပြားအဖြင့်ဆိုတာကကြနတ်အဖြင့်လို့ပြောတာပါတယ်လေပကာရိဏမူရင်းအတိုင်းပြီးရင်အပြားအဖြင့်ဒီသူ့ကိုမြန်မာလိုတိုက်ရိုက်ပေးလိုက်ရင်ကြနတ်အဖြင့်ဇာနာတိတိတတ်ပါပေ၏ဣတိထို့ကြောင့်ပညာမြည်၏ပညာဆိုတဲ့တရားဒီတိုင်းသူများပြောလိုက်ရင်ဒီတိုင်းနဲ့လက်ခံရလားလက်မခံဘူးဟုတ်သလားမဟုတ်ဘူးလားဖြစ်တယ်မလားမဖြစ်တယ်ဘူးလားအဲ့ဒါမျိုးလိုက်ပြီးတော့သိမှပညာဟုတ်လားနော်အဲ့ဒါကြောင့်တရားနာရင်ဘာနဲ့နာရမလဲပညာနဲ့နာကြပေးရမယ်တဲ့စလုံးသုံးလုံးဟုတ်လားဘာတွေလဲပြောရင်တတိနဲ့နာသမာဓိနဲ့နာပညာနဲ့နာဘယ်နှလုံးနဲ့နာရမှာအဲ့ဒီသုံးလုံးလေးထားပြီးတော့တို့သူတော်စင်များသုံးလုံးဆိုလို့ဟာဒီကတော့သုံးလုံးပြီးတော့မနဲ့တူတယ်လို့မထင်လိုက်နဲ့နော်သုံးလုံးပြီးဖို့ဟုတ်ရဲ့လားအဲ့ဒီသုံးလုံးလေးနဲ့ကြနာနာကြပေးပါနာတဲ့အပိုင်းမှာတို့သူတော်စင်တို့ဘယ်နှချက်နာကြားရမလဲဆိုခု5ချက်စုပေါင်းဘယ်နှချက်လဲခေါင်းစည်းကပါတယ်လေတန်ဖိုးရှိစွာနေလိုက်ပါတဲ့ပါတယ်လေတန်ဖိုးရှိစွာနေလိုက်ပါအဲ့ဒီထဲမှာနံပါတ်1ပါတယ်လေလူဘဝရခဲ့သောတရား၄ပါးတဲ့ပါတယ်လေလူဘဝရခဲ့သောတရား၄ပါးနောက်နံပါတ်2ကဘဝချမ်းသာဆုံးရှုံးရသူ5ဦးတဲ့ပါတယ်လေဘဝချမ်းသာဆုံးရှုံးရသူ5ဦးနောက်နံပါတ်3ကဘဝတန်ဖိုးမြင့်တင်ကြောင်းတရား၄ပါးပါတယ်လေနောက်နံပါတ်4ကျတော့ဇီဝဥစ္စာကိုတန်ဖိုးရှိအသုံးချနည်း5ပါးပါတယ်လေနောက်နံပါတ်5ကျတော့ဘဝကိုတန်ဖိုးရှိစွာနေထိုင်သူတဲ့ပါတယ်လေဘဝကိုတန်ဖိုးရှိစွာနေထိုင်သူစုပေါင်းဘယ်နှချက်အဲ့ဒီထဲမှာဥစဉ်ရဲ့တရားကတော့ပုံမှန်ပြောတဲ့အတိုင်းဇံရဖို့မရဖို့ဖို့ရဖို့ဘာသာရေးတွေကြီးတဲ့တည်ပြီးတော့ထားတာတဲ့ဇံတရားမတရားဖို့တရားလို့ပြောတယ်ဒီလောကုတ္တရာလောကီလောကုတ္တရာတရားများရဖို့အပိုင်းမှာလူသည်လောကထဲမှာတန်ဖိုးရှိနေတတ်မှရဘာမှရတာလဲအဲ့ဒီတရားတွေမရဘူးလောကထဲမှာအချင်းချင်းနေကြထိုင်ကြတဲ့အခါပြောတတ်ဆိုတတ်နေတတ်ထိုင်တတ်ကိုယ့်ဘဝကိုတန်ဖိုးရှိအောင်နေတတ်ဖို့ရရည်ကြည်သလားမကြည်ဘူးလားအဲ့ဒါလေးသိပြီးမှတို့သူတော်စင်များဘာသာရေးလုပ်ရင်ပို့ပြီးတော့ထိရောက်လိမ့်မယ်အနုမို့ဆိုရင်တော့တို့သူတော်စင်များကရိတ်တာသွားလည်းပဲတရားအားထုတ်သွားပြီးတော့အားထုတ်လိုက်ရင်တော်တော်များများထမိန်ပြောက်ပြီးတော့ပြန်လာတာမျိုးအင်ကြီးပြောက်ပြီးတော့ပြန်လာတာမျိုးနောက်ဖနက်ပြောက်ပြန်လာတာမျိုးနဲ့ကြုံရတတ်တယ်ဘာလို့ကြုံရလဲ
အခြေခံသီလမှာမရှိဘာမရှိတာလဲအခြေခံသီလမရှိတဲ့အခါကျတော့ဟိုရောက်တဲ့အခါသူများထမိန်ကြည့်လေကောင်းရင်တုတ်ချင်သိပေါက်ဖက်နဲ့လည်းပဲကောင်းရင်လဲချင်သိပေါက်နော်အဲ့ဒါကြောင့်သွားထိုင်တာကတော့တရားထိုင်တာပဲပြီးသွားတဲ့အခါငါဖက်နဲ့တော့အလဲခံလိုက်ရတယ်ငါထမိန်တော့ပျောက်သွားတယ်ငါအင်ကြီးတော့ပျောက်သွားတယ်ဆိုရင်ဘာသာရေးသိက္ခာမကြောက်လားအဲ့ဒါမျိုးတရားအထုတ်သူမဖြစ်ပါစေနဲ့ဟုတ်လားသွားရင်လည်းပဲတရားအထုတ်သွားတာကရှုပြဖို့သွားတာဟုတ်ရဲ့လားရှုပြရမယ်နန်းကြတော့ပြပေါ့အတကုံပြလို့ရမရဘူးလားရှုပြရမယ်နေရာကြတော့အလူတန်းသွားရင်ပြလို့မရဘူးလားမင်္ဂလာဆောင်သွားရင်ပြလို့မရဘူးလားတရားအထုတ်သွားတာကြတော့ယောဂီဝိစုံလေးနဲ့ဘာအဝိဇ္ဇာမှဝိမကိုအဝိဇ္ဇာတွေတော့ပါသွားပြီးတော့ဘာလောက်ကောက်မှပါမသွားနဲ့ဘာလောက်ဝတန်းစာမှပါမသွားနဲ့တချို့ကကြတော့တရားသာသွားပြီးတော့အထုတ်တာနော်သူတို့လာနေတာကိုကြည့်လိုက်ရင်စင်များထုခတ်ထားသလားအောင်မရတယ်တချွန်နဲ့လာတာမရှိဘူးလားဝစ်ချလိုက်လဲချွန်ပြန်ထားလိုက်လဲချွန်နဲ့မြည်နေတဲ့တရားအထုတ်သူတွေရှိသလားမရှိဘူးလားအဲ့ဒါမျိုးကြီးမလုပ်ပါနဲ့အဲ့နဲ့ကဒီနမ်းမယ်အဲ့ဒီယရနာပစ္စည်းတွေပြဖို့ရလာတာဟုတ်ရဲ့လားဒီလိုနေရာကြတော့ပြဖို့ရမဟုတ်တော့နော်တရားလာပြီးတော့ရှာတာဖြစ်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်လဲထမိန်ကောင်းအင်ကြီးကောင်းပြိုင်ဖို့လိုရဲ့လားသဘင်အလှပပြိုင်ဖို့လိုရဲ့လားပစ္စည်းရပြိုင်ဖို့ဟုတ်ရဲ့လားအေးအဲ့ဒါမျိုးပြိုင်ဖို့လာတာမဟုတ်တဲ့အတွက်ကြောင့်တချို့ကနားမလဲဘူးဖြစ်နေတယ်နော်တရားအထုတ်လာတာတော့မှန်တယ်အဲ့ဒီပုဂ္ဂိုလ်များသည်သွားပြီးတော့တယောက်နဲ့တယောက်ပြိုင်ကြရင်အတင်းဖြင်းလေးပြောကြရင်လည်းဆယ်ရက်ကုန်သွားတဲ့လူတွေလည်းရှိတယ်ရှိသလားမရှိဘူးလားတရားအားသွားပြီးတော့အားထုတ်ရင်စကားမပြောရလို့ပြောထားရင်ပါဇက်ကပြောကျင်နေတာနော်ပြောကျင်တာနဲ့ကိုဖြစ်ပြီးတော့နည်းနည်းလေးလစ်တာနဲ့တပြိုင်နဲ့လက်လေးလှမ်းတူပြီးပြောသလားမပြောဘူးလားငါပြောကျင်လို့နည်းနည်းလေးတော့လှုပ်သမောင်းနားထောင်သမောင်းဆိုပြီးတော့မပြောရဘူးလို့သတ်မှတ်ထားလေလူကဘာဖြစ်ချင်လေအဲ့ဒါလူသဘာဝပဲမလှုပ်ရဘူးဆိုရင်လူကဘာဖြစ်ချင်လဲလှုပ်ချင်တယ်မသွားရဘူးဆိုရင်သွားချင်တယ်အဲ့ဒါလူရဲ့သဘာဝအဲ့ဒီသဘာဝတရားကိုကြော်တက်နိုင်မှအဲ့ဒီပုဂ္ဂိုလ်ဒီလူကောင်းဖြစ်တာဒီတိတ်ဘာဖြစ်တာလဲအဲ့ဒါကြောင့်မို့အရေးကြီးတာကလောကထဲမှာနေကြတဲ့အပိုင်းမှာဘာသာရေးနဲ့ပတ်သက်ပြီးတော့ရှင်းလင်းလေးတွေဖြစ်နေဖို့ရရေးမကြည့်ဘူးလားအရေးကြီးတယ်လုပ်ငန်းတွေတော်တော်များများသွားပြီးတော့လုပ်တာကြည့်လိုက်ရင်လေဦးဇင်းတို့အပြစ်ပြောတာတော့မဟုတ်အချိုးသိမ့်မကြရလားကြဘူးဟုတ်လားဖះသွားပြီးတော့ဝှချလိုက်လေဝှချတဲ့ပုံကြည့်ပြီးစိတ်တောင်ပြက်နော်ဖះနန်းသွားပြီးတော့တို့ပစိန်ပေါက်နေတဲ့ပုံစံတိုင်းအဲ့ဒါမျိုးဝှချတာတွေ့ဘူးလားလက်လေးအောက်ထောက်လိုက်ပြီးတော့ခေါင်းလေးနဲ့ဝှချတယ်အကုန်မပါဘူးဒါလေးနဲ့လှုပ်တယ်နော်သုံးချိန်တော့ပြည့်သွားတာမှန်တယ်ဝှချတာဟုတ်ရဲ့လားအဲ့ကြောင့်အာနာဘာနာဝှချတာတဲ့ပါတယ်လေအဲ့ဒါကြတော့အာနာပါနာနုတ္တိလို့ပြောလို့လည်းရဘာနုတ္တိတယ်လဲအာနာပါနာနုတ္တိအာနာပါနာအနုတ္တိကအောင်းမိတာအမှတ်ရအာနာပါနာနဲ့ဖရာတရားကိုဒါအောင်းမိလိုက်တာအမှတ်ရလိုက်တာတကယ်ဝှချတာဟုတ်ရဲ့လားတကယ်ဝှချတဲ့ပုဂ္ဂိုလ်ကဘယ်လိုဝှချရထီချင်းကြီးဘယ်နှပါထီချင်းကြီး၅ပါးနဲ့စနစ်တကျဝှချမှာဟုတ်လားထီချင်းကြီး၅ပါးဘာတွေခြေလက်နှဖူးတရောင်ဒူး၅ဦးညီညွတ်စေတဲ့ဝှချလို့မရဘူးလားအဲ့ဒါမျိုးလေးကြကြနနဝှချမှာတကယ်ဗုဒ္ဓဘာသာပေါ့ပြီးရောဝှချတယ်ဆိုပြီးရောဆိုလို့ချင်းတဖြည်းဖြည်းနဲ့ဘာတွေဖြစ်လာမလဲလို့ပြောရင်ဝှချခြင်းစိတ်ရှိမှာမဟုတ်တော့ဘာဖြစ်မလဲဘာလို့လို့ဆိုသူ့ကြည့်တော့လေအတုအယောင်ကိုကြည့်တော့လေအတုအယောင်ဖြစ်နေရင်အစစ်မှန်နေတဖြည်းဖြည်းနဲ့ကွယ်ကုန်လိမ့်အဲ့ဒါကြောင့်မို့ဝှချလည်းပဲထီချင်းကြီးဘယ်နှပါးနဲ့ဝှချရထီချင်းကြီး၅ပါးနဲ့စီးစနစ်တကြလေးဝှချလိုက်ရတယ်အဲ့ဒါမှတန်မိုးရှိနော်နောက်စိတ်ပရိလေးစိတ်ရင်လည်းပဲကြကြနနလေးစိတ်လို့မရဘူးလား
ကြာကြာနာနာလေးစိတ်လို့ရတယ်စိတ်ပရိစိတ်တဲ့အခါတို့သူတော်စင်များဘာတွေနဲ့စိတ်ပရိစိတ်ဟောတယောက်ကတော့ဂုဏ်တော်၉ပါးတဲ့နောက်တော့ဘာနဲ့စိတ်သေးတယ်အေးဂုဏ်တော်၉ပါးတဲ့ဂုဏ်တော်၉ပါးစိတ်တဲ့အခါတို့ပရိစိတ်နည်းလေးတွေရှိတယ်နော်ကံကောင်းခြင်းတဲ့ပုဂ္ဂိုလ်များပရိစိတ်တဲ့အခါကျတော့တရဏဂုံကရိုးရိုးနဲ့မဟာတရဏဂုံကြီးဆိုတာရှိပါတယ်လေတရဏဂုံနဲ့မဟာတရဏဂုံဆိုတာရှိရိုးရိုးနဲ့စိတ်လိုက်ရင်အဲ့ဒီပုဂ္ဂိုလ်ကဗုဒ္ဓံတရဏံခိစ္ဆာမိစိတ်လို့မရဘူးလားနောက်တစ်ခုကဓမ္မံတရဏံခိစ္ဆာမိနောက်တစ်ခုကသံဃံတရဏံခိစ္ဆာမိဆိုပြီးတော့အဲ့ဒါမျိုးတစ်လုံးတစ်လုံးနဲ့စိတ်လို့မရဘူးလားအဲ့ဒါဆိုရင်ပုံမှန်စိတ်နော်အဲ့ဒီထဲမှာမဟာတရဏဂုံပုံစံမျိုးနဲ့စိတ်လာရင်တော့ကံကောင်းခြင်းတဲ့ပုဂ္ဂိုလ်ကဘလို့လေးထားစိတ်လို့ဇီဝိတပရိယန္တံဗုဒ္ဓံတရဏံခိစ္ဆာမိတဲ့ဘာလဲလဲဇီဝိတပရိယန္တံဗုဒ္ဓံတရဏံခိစ္ဆာမိဇီဝိတပရိယန္တံအသက်ရှင်နေသမျှကာလပတ်လုံးဗုဒ္ဓံတရဏံခိစ္ဆာမိဘုရားကိုယ်ဝယ်စိကပ်ပါ၏ဇီဝိတပရိယန္တံဓမ္မံတရဏံခိစ္ဆာမိဆိုမြန်မာလိုပါပြောအသက်ရှင်သမျှကာလပတ်လုံးတရားကိုကိုယ်ဝယ်စိကပ်ပါ၏ပါပြောတန်ဃာကိုကိုယ်ဝယ်စိကပ်ပါ၏တဲ့အဲ့ဒါမျိုးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီမဟာတရဏဂုံနဲ့စိတ်တာဘာနဲ့စိတ်တာလဲအေးအဲ့ဒါမျိုးလေးတွေစိတ်ပေးရင်လည်းပဲတို့သူတော်စင်တို့ရဲ့တဏိတာဘဝဒီတန်မိုးရှိသလားမရှိဘူးလားအဲ့ဒါကြောင့်လင်းလာတာနဲ့တပြိုင်နက်ကံကောင်းခြင်းတဲ့ပုဂ္ဂိုလ်များစီးပွားတက်ခြင်းတဲ့ပုဂ္ဂိုလ်များသည်ရေခွက်လေးကိုခတ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီရေခွက်မှာနော်တရဏဂုံလေးရွတ်ပေးလေရဘယ်လိုရွတ်မလဲဗုဒ္ဓံတရဏံခိစ္ဆာမိအဲ့ဒါမျိုးလေးပြီးမှမလုပ်ရလဲမျက်နှာသေးရတယ်အဲ့ဒါဆိုရင်မျက်နှာစမ်းပွင့်ပါလိမ့်မယ်ဘာပွင့်ပါလဲစမ်းပွင့်မှာဆိုတော့တပည့်တော်အတွဲတွေမြန်သိအဆင်ပြေမှာလားဗျာဆိုအဲ့စမ်းပြောတာမဟုတ်အကုန်ပြောတာနော်လက်လက်ပါစမ်းနေမရှိဘူးလားအေးအဲ့ဒီစမ်းနေတို့သူတော်စင်များပွင့်နေလို့ရှိရင်မနဲ့လင်းလာတာနဲ့တပြိုင်နက်ရေခွက်မှာအဲ့ဒါမျိုးလေးနဲ့လှုပ်ပြီးမှမျက်နှာသေးအဲ့ဒီပုဂ္ဂိုလ်ဒီကံတကယ်ကောင်းသလားမကောင်းလားအဲ့ဒါမျိုးလေးမင်္ဂလာလေးနဲ့အဲ့ဒါအိယာထားပြီးတော့ဘာသာရေးလေးတွေလှုပ်ပြီးရင်တနေ့တဲ့တနေ့စိတ်ဓာတ်တွေကြည်တဲ့ကြည်လာလိမ့်ဘဝရဲ့တန်ဖိုးကိုလည်းနားလဲတဲ့ပို့ပြီးတော့နားလဲလာလိမ့်မယ်အဲ့ဒီလိုမှမဟုတ်ရင်တော့အဆင်ပြေရလားအေးအဲ့ဒါကြောင့်မို့တန်ဖိုးရှိစွာနေလိုက်ပါဆိုတဲ့ဒီကောင်းစီရဲ့အောက်မှာဦးဇင်းကလူဘဝမှာတန်ဖိုးရှိနေစေခြင်းတာဘာနေစေခြင်းတာလဲတန်ဖိုးရှိနေစေခြင်းလဲဆိုတော့တို့သူတော်စင်တို့ဘာတွေသိထားတဲ့လဲလို့ပြောရင်လူဘဝမှာရခဲ့တဲ့တရားတွေသိထားတဲ့နဲ့ဘာတွေသိထားတဲ့လူဘဝမှာကဲတို့သူတော်စင်များဘာတွေရခဲ့လဲဘာတွေရခဲ့လဲငွေတွေရခဲ့ပါတယ်ခင်ဗျာရွှေတွေရခဲ့ပါတယ်ခင်ဗျာရခဲသလားမခဲဘူးလားခဲရင်းနဲ့အဲ့ဒီတရားတွေဒါပေမဲ့ဗုဒ္ဓပြောတဲ့ရခဲ့တဲ့တရားကတော့အဲ့ဒါမျိုးပြောတာမဟုတ်ဗုဒ္ဓရဲ့တရားများသည်သူသိပြီးသားတရားမဟုတ်သူ့တဲ့ပို့ပြီးတော့လူသိသူသိတဲ့မြင့်သလားမမြင့်ဘူးလားအေးဗုဒ္ဓကပြောတဲ့ရခဲ့တဲ့တရားဆိုတာကနံပါတ်1ဘာတိရခဲ့တယ်လဲပြောရင်တရားသောနီလံဖြင့်စီးပွားဖြစ်လာဖို့ရခဲရင်တယ်တဲ့ဗါတယ်လေတရားသောနီလန်းနဲ့စီးပွားဖြစ်လာဖို့ရခဲရင်တယ်တဲ့အဲ့ဒါတို့သူတော်စင်တို့အတိဆုံးခဲရင်သလားမခဲရင်ဘူးလားအဲ့လိုဆိုတော့အပြန်အားဖြင့်ကြည့်လိုက်ရင်စီးပွားရေးလုပ်တဲ့အပိုင်းမှာမတရားမှုတွေတော်တော်ပါတယ်လို့အဓိပ္ပာယ်ထွက်သလားမထွက်ဘူးလားအဲကြောင့်မို့တရားသောအားဖြင့်စီးပွားဖြစ်လာဖို့ရခဲရင်တယ်ဆိုလောကလူသားမှာသွားပြီးတော့ကြည့်လိုက်ရင်စီးပွားရေးလုပ်နေကြတာတော့မှန်တယ်အဲ့ဒီစီးပွားသည်အပြစ်မကင်းတဲ့စီးပွားရေးတွေရှိသလားမရှိဘူးလား
အပြစ်မကင်းတဲ့စီးပွားရေးတွေရှိတယ်ဘုရားကစီးပွားရေးလုပ်တဲ့အပိုင်းမှာမလုပ်အပ်တဲ့စီးပွားရေးတွေဘာတွေဖြစ်ဘယ်နှပါးရှိ5ပါးရှိတယ်ဘာတွေမလုပ်ခိုင်းတာလဲကဲနံပါတ်1ဘာနာတိပါဒအဲ့ဒါ5ပါးသီလကြီးဟုတ်လားနော်စီးပွားရေးလုပ်တဲ့အပိုင်းမှာမလုပ်ရတဲ့စီးပွားရေးရှိသလားမရှိဘူးလားနံပါတ်2လက်နက်အယောင်းဝယ်နဲ့စီးပွားရေးမလုပ်အောင်ဗါတယ်လေလက်နက်အယောင်းဝယ်ဆိုအိမ်မှာလာကြည့်ရှင်မရဘာလက်နက်မှမရှိပါဘူးခင်ဗျာလို့ပြောเสียရှိတယ်လက်နက်ဆိုတော့ပြစ်တဲ့ခတ်တဲ့လက်နက်လည်းပါတယ်ဒုတ်တွေဓားတွေလည်းပါတယ်ပါသလားမပါဘူးလားအဲ့ဒါတွေရောင်းချပြီးတော့ဗုဒ္ဓကစီးပွားရေးမလုပ်ပါနဲ့နောက်နံပါတ်2ကဘာနဲ့စီးပွားရေးမလုပ်ပါလူကုန်ကူးပြီးတော့စီးပွားရေးမလုပ်အောင်ဗါတယ်လေလူကုန်ကူးပြီးတော့စီးပွားရေးမလုပ်အောင်ခုလောကထဲမှာလိုက်ပြီးတော့ကြည့်ရင်လူကုန်ကူးပြီးစီးပွားရေးလုပ်တာရှိသလားမရှိဘူးလားရှိတယ်ဟုတ်လားမိန်းကလေးများကိုလိုက်ပြီးတော့ငွေနဲ့ဆွဲပြီးတော့မိဘကိုငွေပေးဒီကလေးအလှရှာပေးမယ်ဆိုပြီးတော့ခေါ်သွားပြီးသွားတာနဲ့တကယ်နဲ့ကလေးရောင်းစားတာရှိသလားမရှိဘူးလားအဲ့ဒါလူမောင်ခိုလုပ်တာဘာလုပ်တာလဲအဲ့ဒီအမျိုးနဲ့စီးပွားရေးလုပ်မစားပါနဲ့နံပါတ်1လက်နဲ့ရောင်းဝယ်နဲ့စီးပွားရေးမလုပ်နဲ့နံပါတ်2ကလူမောင်ခိုနဲ့စီးပွားရေးမလုပ်နဲ့နောက်နံပါတ်3ကျတော့သားစိန်5စိန်တက်ဖြတ်ရောင်းချပြီးစီးပွားရေးမလုပ်နဲ့တဲ့ဗါတယ်လေလောကကလှုပ်တဲ့လူတွေရှိသလားမရှိဘူးလားအေးရှိတဲ့လူကလည်းရှိတဲ့အလျောက်သူ့အကျိုးပေးနဲ့သူပဲဒီဟာတွေကိုရှောင်နိုင်ရင်လည်းပဲရှောင်နိုင်တဲ့အလျောက်သူ့အကျိုးပေးနဲ့သူဖြစ်ဘူးလားအဲ့ဒါမလုပ်ရမယ့်စီးပွားရေးနံပါတ်1ကလက်နက်အယောင်းဝယ်နံပါတ်2ကလူမောင်ကိုနောက်နံပါတ်3ကသားစိန်5စိန်ဗါတယ်လေအေးနောက်တစ်ခုကကျတော့သေအရက်တဲ့ဗါတယ်လေတို့ခုခေတ်ထဲလိုက်ကြည့်ရက်ဆိုင်တွေပေါ်သလားမပေါ်ဘူးလားပေါ်တယ်ညနေပိုင်းသွားကြည့်ရင်တို့မြန်မာလူမျိုးရက်တောက်သလားမတောက်ဘူးလားသွားပြီးတော့ကြည့်လိုက်ရင်ကုသိုလ်များလုပ်နေတာလားအောင်မရတယ်ဟုတ်လားနော်တန်းစီပြီးတော့ဆယ်ဘင်းလေးတွေဝင်ပြီးတောက်သွားတယ်မရှိဘူးလားအေးအလုတ်လေးပြန်လာတကားတွေကိုဦးဇင်းတို့ကမေးကြည့်တကားတော့ဒီလောက်ပင်ပန်းလှုပ်ထားတဲ့ဟာတွေကဒီလိုတောက်ပြီးတော့ပြန်နေဆိုတော့မဆုံးရှုံးဘူးလားလို့သူ့ကိုမေးကြည့်သူကမေးကြည့်တဲ့ကအကြောင်းပြတာလေးရှိတယ်နော်ဘာအကြောင်းပြသွားလဲပြောရင်ရှင်ဘုရားတို့မြင်တာကတာမန်ဘုရားတဲ့ဗါတယ်လေရှင်ဘုရားတို့မြင်တာကတာမန်ဘုရားတကားတော်ကဘလူတွေမြင်နေလို့ပြောတော့ရှင်ဘုရားဒီလိုလေးမှတပည့်တော်ကတောက်မပေးရင်နောက်နေ့အလုံးဆင်းနိုင်မှာမဟုတ်ဘူးတဲ့ဗါတယ်လေနောက်နေ့အလုံးဆင်းနိုင်မှာမဟုတ်ဘူးဘုရားတဲ့နော်နောက်နေ့အလုံးဆင်းနိုင်မှာမဟုတ်ပါဘူးဆိုတကားတော်ဘလို့ဖြစ်လို့ဆိုတပည့်တော်တို့ကတဏီကုံလုပ်ငန်းလုပ်ရတာဆိုတော့ဒီလိုလေးတောက်ပေးလိုက်မှအညောင်းနေပါလေပြည်သွားတာဘုရားတဲ့ဘာတွေပြည်သွားတာလဲဒီလိုသူတို့ကအကြောင်းပြတော့လည်းပဲဥစဉ်တို့ကလည်းဒီလောက်ကြီးလည်းပဲသူတို့လူတဏီကုံတဏီကံအပင်ပန်းခံပြီးတော့အလုံးမလုံးဘူးတော့ကြနာနာတော့မသိဘူးနော်ဟုတ်သလားမဟုတ်ဘူးလားတော့ကိုယ်တိုင်ပဲသိလိမ့်မယ်ဟုတ်လားအဲ့ဒါကြောင့်မို့ဗုဒ္ဓကဘာနဲ့စီးပွားရေးမလုပ်အောင်သေးအယောင်းဝယ်နဲ့စီးပွားရေးမလုပ်အောင်ဘယ်နှချက်ရှိသွားဘာတွေလဲပြောရင်သေးရဲ့နဲ့စီးပွားရေးမလုပ်အောင်နောက်တစ်ခုကအစိတ်နဲ့ရောင်းဝယ်နဲ့စီးပွားရေးမလုပ်ရဘူးတဲ့ဗါတယ်လေအစိတ်အယောင်းဝယ်နဲ့စီးပွားရေးမလုပ်ဘူးကိုယ့်ပစ္စည်းကိုဒီအစိတ်ကိုတင်ထားရင်ရောင်းလိုက်လို့တယောက်ကဝယ်သွားအဲ့ဒီအစိတ်နဲ့သူတော်ဘာသေးတယ်လို့ဆိုရင်ကိုယ့်အပြစ်ကင်းရဲ့လားအေးအဲ့ဒါကြောင့်မလုပ်ရမယ့်စီးပွားရေးဘယ်နှမျိုးတယ်လဲမှတ်မိရဲ့လားကဲဘာတွေတဲ့လဲစိတ်အယောင်းဝယ်နဲ့
စီးပွားရေးမလုပ်အောင်အဲ့ဒါစုပေါင်းဘယ်နှချက်ဒီလုပ်ငန်းတွေလုပ်လို့စီးပွားရေးဖြစ်လာတဲ့ပုဂ္ဂိုလ်ဒီတရားသောအားဖြင့်စီးပွားရေးဖြစ်လာတယ်လို့ပြောလို့ရရလားတချို့ကကြတော့အဲ့လိုမဟုတ်ဘဲနဲ့တို့လူလောကမှာနေပြီးတော့သန္နာဂတိရှစ်တဲ့အတွက်ကြောင့်အာဂတိလိုက်တယ်ဒေါသဂတိမုန်းတဲ့အတွက်ကြောင့်အာဂတိလိုက်တယ်ဗျာဂတိတချို့ကကြောက်လို့အာဂတိလိုက်တယ်မောဟဂတိတချို့ကမသိလို့အာဂတိလိုက်တယ်အာဂတိတွေနဲ့စားတော့နေရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဒီတရားသောအဖြစ်ဟုတ်ရဲ့လားသူတော်ဘာကမရှိမဲ့ရှိမဲ့လှုပ်လိုက်ပေးလိုက်တဲ့ငွေလေးနဲ့ကိုကနေကားကြီးဝယ်စီးတန်မိုးရှိရဲ့လားအေးအဲ့ဒါမျိုးဟိုလူကပေးတာနဲ့ဒီလူကပေးတာနဲ့တင်ကားကြီးဝယ်စီးထိုင်တော့နောက်ကစာကတ်ထားဖို့ပဲအများကောင်းမှုလို့တတ်ထားဟုတ်လားနော်ဘာကောင်းမှုဖြစ်သွားအများကောင်းမှုဦးဇင်းတို့ခုဘုန်းကြီးတွေကားကြတော့နောက်မှာဘာတွေရေးထားအများကောင်းမှုရေးမထားဘူးလားဒါဦးဇင်းတို့ကအများကောင်းမှုဟုတ်လားဘာနဲ့အများကောင်းမှုလဲပြောရင်အားလုံးသောဗုဒ္ဓဘာသာများကစုပေါင်းပြီးတော့လှူသလားမလှူဘူးလားအဲ့ဒါဘာလို့လှူတာလဲလို့ပြောရင်ဘုန်းကြီးဖြစ်လို့လှူတာဘာလို့လှူတာလဲဘုန်းကြီးဖြစ်နေတဲ့အတွက်ကြောင့်ဩဗုဒ္ဓသာသနာမကွယ်အောင်မပြောက်အောင်သူတို့ကနေထိမ့်သိမ့်ထားတာပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုယ်သာကားမစည်းနိုင်တာကိုယ်ကွယ်နေကြတဲ့ဆရာတော်များကိုကြတော့ကားစီးရအောင်လှူထားတာတွေမရှိဘူးလားဦးဇင်းတို့ကတော့ရှင်းရှင်းတက်ထားတာနောက်ကဘလို့တက်ထားလဲအများကောင်းမှုလို့တက်ထားတာနော်ဘာလို့ဆိုဝိုင်းလူလောကမှာနေပြီးတော့သူတော်ဘာစီကဟိုလူစီကမတရားသောအဖြစ်ရဒီလူစီကမတရားသောအဖြစ်ရရင်ဝယ်စည်းရင်လေနောက်ကဘလို့တက်ရဦးဇင်းတို့ကျောင်းနေမှာကြတော့စုပေါင်းပြီးလူတော့ဘလို့တက်ထားလဲအေးကိုကမတရားသောအဖြစ်ရထားတဲ့ဟာနဲ့ဆောက်တဲ့ဆိုရင်အိမ်ကိုဘလို့တက်ရမှာလဲအများကောင်းမှုတက်ရမှာပဲမတက်ရဘူးလားအေးအဲ့ဒါကြောင့်မို့လောကထဲမှာလိုက်ပြီးတော့ကြည်လိုက်ရင်တရားသောအဖြစ်စီးပွားရေးရှာမဘဝဆိုတာကတဘဝတည်းမဟုတ်ဘူးပြည့်တဲ့တည်းတဘဝတည်းဟုတ်ရဲ့လားဒီဘဝပြီးနောက်ဘဝနောက်ဘဝပြီးနောက်ဘဝမဆက်ရဘူးလားအေးတချို့ပုဂ္ဂိုလ်များကြတော့စီးပွားရေးရှိကားအကောင်းစားနဲ့တိုက်ကြီးကလည်းဟိမ့်နေတရားသောအဖြစ်ရှာဘယ်လိုရှာတာလဲတရားတဲ့နီလန်အဖြစ်ရှာပြီးတော့ကြီးပွားတိုးတက်သွားတဲ့လူတွေအားကြစရာမကောင်းဘူးလားအဲ့ဒါမျိုးလူကိုအားကြရမယ်အဲ့ဒါမျိုးလူကြည့်ပြီးတော့ငါလည်းတစ်နေ့ဒီလိုအိမ်လေးကနေဒီလိုတိုက်ကြီးဖြစ်အောင်လုပ်ရငါလည်းပဲဒီလိုကားမရှိတဲ့အဆင့်ကနေကားရှိတဲ့အဆင့်ကိုတရားသောအဖြစ်ရှာဖွေလို့မရဘူးလားအေးဦးဇင်းတို့တရားဟောတယ်ဆိုတာကအဲ့ဒီအတွက်ဟောတယ်ဟုတ်လားတနည်းအားဖြင့်ပြောရင်တော့ပြစ္ဆုတ်ပံနဲ့မကြည့်ပါနဲ့တန်တရာကိုလည်းကြည့်ရဘယ်ကိုလည်းကြည့်ရမလဲတန်တရာကိုလည်းပဲကြည့်ရမယ်အဲ့ဒါကြောင့်မို့စီးပွားရှာတဲ့အပိုင်းမှာဗုဒ္ဓကတရားသောအဖြစ်စီးပွားဖြစ်ထွန်းလာတာကခဲရင်လေတဲ့ဗါတယ်လေတရားသောအဖြစ်စီးပွားဖြစ်ထွန်းလာဖို့ရန်ခဲရင်လေကဲပြောကြည့်ပါဦးဗါတယ်လေနောက်နံပါတ်2ကျတော့တရားသောအဖြစ်အချမ်းရံပရိသတ်ရဖို့ရခဲရင်လေတဲ့ဗါတယ်လေခဲရင်သလားမခဲရင်ဘူးလားခဲရင်လေဟုတ်လားတရားသောအဖြစ်ချမ်းရံပရိသတ်ရဖို့ဆိုတာပရိသတ်ကလည်းပဲကြောက်လို့သွားပြီးတော့လှုပ်ပေးနေရင်မဟုတ်တော့ဘူးဟုတ်ရဲ့လားအေးငါဒီလိုမလုပ်ရင်တော့ငါခံရမယ်သွားလှုပ်ပေးမှဆိုပြီးတော့အချမ်းရံဖြစ်နေရင်မဟုတ်ဘူးအိမ်နေမှာသွားပြီးတော့ကြည်ရင်ချို့ဆိုင်ဖွင့်ထားတာချို့စက်ရုပ်ဖွင့်ထားတယ်မရှိဘူးလားတပည့်သားတွေမရှိဘူးလားကိုယ်လက်အောက်ကလုံနေကြတဲ့လုပ်ငန်းတွေအသီးသီးလုံနေကြတဲ့အလုပ်သမားတွေမရှိဘူးလားအဲ့ဒီအလုပ်သမားများကအလုပ်ရှင်ကိုချစ်တာကိုလည်းပဲတို့သူတော်စင်များတွေ့ဘူးလိမ့်မယ်ချို့ကအလုပ်ရှင်ကိုအမြင်ကတ်နေတဲ့အလုပ်သမားတွေလည်းပဲတွေ့ဘူးလိမ့်မယ်တွေ့ဘူးလားအေးတရားတော်အဖြစ်အချမ်းရံရဖို့ဆိုရင်အဲ့ဒီအလုပ်သမားဖြစ်တဲ့ပုဂ္ဂိုလ်များကိုငါရဲ့အလုပ်သမားပဲဆိုပြီးဒီတိုင်းပြစ်ထားလိုက်လို့ရရလားမရဘူးသူ့ဘဝကိုအမြဲတမ်းကြည့်ပြီးတော့အစဉ်ပြေရဲ့လားဒီလိုလေးလုပ်နေတဲ့အတွက်သူတို့ကျမ်းမာရေးတွေချွတ်တဲ့မြန်သွားမလား
ငါဆက်ရုံမှာလုပ်ရတဲ့အတွက်သူတို့မြန်နစ်နာနေသလားလို့အလုရှင်ကကြည့်ပေးရင်အဲ့ဒီအလုရှင်ကိုကြံတဲ့အလုသမားများကချစ်သလားမချစ်ဘူးလားအဲ့ဒါမျိုးအချွေအယံမှတရားသောအဖြစ်ရတဲ့အချွေအယံနဲ့ဗါတယ်လေအဲ့ဒီလိုမဟုတ်ဘဲနဲ့မင်းငါစကားနားထောင်ရင်ထောင်မထောင်ဖြုတ်လိုက်မယ်မင်းဆွဲလိုက်မယ်နဲ့လှုပ်လိုက်ရင်အဲ့ဒါမျိုးကြတော့တရားတာဟုတ်ရဲ့လားအေးအဲ့ဒါမျိုးဖြစ်သွားတယ်တချို့ကြတော့စီးပွားရေးလုပ်ကြတာအလုရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ကနေပြီးတော့အပိုင်ကင်ထားတာတွေမရှိဘူးလားရှိတယ်ချို့မှတ်ပုံနဲ့သိမ်းတာချို့ငွေကြိုပြီးတော့ထုတ်တာရှိဘူးလားမင်းထွက်ပြီးနောက်ကလိုက်ဖမ်းမှာပဲဆိုပြီးတော့ဇွတ်လောက်တာတွေမရှိဘူးလားအဲ့ဒါမျိုးတွေနဲ့စီးပွားရေးလုပ်ပြီးတော့အချမ်းရံရအောင်အဲ့ဒါမျိုးဇွတ်အချမ်းရံမလုပ်ရဘူးတဲ့ဘာမလုပ်ရဘူးလဲဇွတ်အချမ်းရံမလုပ်ရဘူးအဲ့ဒါကြောင့်မို့ဘုရားကတရားသောအားဖြင့်အချမ်းရံရရှိဖို့ရာခဲရင်တဲ့ဗါတယ်လေဘယ်လိုပုဂ္ဂိုလ်မျိုးကြတော့အချမ်းရံနေရတယ်လဲပြောရင်စိတ်ဓာတ်ကလည်းမြင့်မြတ်ကိုယ့်ရဲ့ဘဝအတွက်ကြည့်တယ်လို့သူများရဲ့ဘဝအတွက်လည်းကြည့်ပြီးတော့လမ်းလျှောက်တဲ့လူတွေမရှိဘူးလားအေးမြတ်မြတ်တာတာနဲ့လမ်းလျှောက်တဲ့ပုဂ္ဂိုလ်ကြတော့သူတခုခုလူတယ်ဖြစ်တယ်ဆိုရင်တန်းပြီးတော့သူပြည့်တက်ကရောက်သလားမရောက်ဘူးလားအဲ့ဒါတရားတော်အဖြစ်အချမ်းရံရဘာလို့တာလဲအဲ့ဒါကြောင့်ဗုဒ္ဓကရခဲ့တဲ့အရာအခုဘယ်နှခုရှိသွားလဲနှစ်ခုရှိသွားပြီနံပါတ်1ကတရားတော်နိလဖြင့်စီးပွားဖြစ်လာဖို့ရာခဲရင်နဲ့နံပါတ်2ကအချမ်းရံပြည့်တဲ့ရဖို့ရာခဲရင်နဲ့တဲ့နောက်နံပါတ်3ကကြတော့အသက်ရှည်ဖို့ရာခဲရင်နဲ့တဲ့ဗါတယ်လေလောကထဲမှာလိုက်ပြီးတော့ကြည်ရင်အခုရှင်းတော့ကပုဂ္ဂိုလ်များကသာအသက်80 80 90နဲ့ထောင်ထောင်မောင်းမောင်းနဲ့နေလို့ထိုင်လို့ကျမ်းမာရေးကောင်းနေလို့မရှိသေးတယ်ဒီခေတ်လူကြည့်လိုက်ရင်အသက်40လောက်ဆိုရင်ကိုအဆင်ပြေရဲ့လားဘာတွေဖြစ်လာကြတာလဲပြောရင်ကိုခြင်းအားတွေနည်းလာဘာတွေနည်းလာကိုခြင်းတရားအားတွေနည်းလာပြီးတော့တဖြည်းဖြည်းနဲ့သူကလည်း၅ပါးသီလမလုံကိုကလည်း၅ပါးသီလမလုံရင်နဲ့အခုအရေးကြီးတာကတော့ဒုနိုင်ငံရဲ့အနေထားဆိုရင်တောက်တာပဲပြည့်တဲ့ဘာလို့တာလဲများများတောက်လာတဲ့ပုဂ္ဂိုလ်ဒီတဖြည်းဖြည်းနဲ့ကျမ်းမာရေးထိသလားမထိဘူးလားထိပြီးတော့အစစရအကုန်လုံးနစ်နာလိုက်တာပဲနစ်နာဘူးလားကျမ်းမာရေးထိပြီးတော့တဖြည်းဖြည်းနဲ့မိသားစုစီးပွားရေးလည်းအကုန်ကြရင်နဲ့ပဲအဲ့ဒါဘာဖြစ်လို့ဆိုသေတဲ့အဆင့်မျိုးတွေရောက်တယ်ရောက်သလားမရောက်ဘူးလားအရေးရဲ့အကြောင်းရဲ့ငွေထုတ်ပြီးတော့ကုန်ရတော့မယ်နန်းကြတော့ကဲငွေထုတ်เสียရှိသေးလားအဲ့ဒါကြောင့်မို့လောကထဲမှာမသေးသင့်မဲနဲ့ခဏပန်းလေးနဲ့သေသွားတဲ့လူတွေမရှိဘူးလားအဲ့ဒါကြောင့်လောကထဲမှာဘာခဲရင်တယ်လဲပြောရင်အသက်ရှည်ဖို့ရာခဲရင်တယ်တဲ့ဘာတယ်လဲဘယ်နှချက်ရကဲဘာတွေလဲပြောရင်အသက်ရှည်ဖို့ရာခဲရင်တယ်နောက်လူဘဝကနေသေသွားပြီးကောင်းရာသူဂတိရောက်ဖို့ရာခဲရင်တယ်တဲ့ဗါတယ်လေလူဘဝကနေသေသွားရင်ကောင်းရာသူဂတိရောက်ဖို့ရာခဲရင်တယ်တဲ့ခဲရင်လားမခဲရင်ဘူးလူရဲ့လုပ်ငန်းတွေလိုက်ပြီးတော့ကြည့်ကိုလုပ်တဲ့လုပ်ငန်းတွေကအကုသိုလ်မကင်းမှုရဲ့လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီတဘဝစားပြီးပြီးသွားတာနာသလားမနာဘူးလားဘဝတန်ဖို့ရှိရဲ့လားအေးလူဆိုတာကတဘဝတည်းကိုကြည့်ပြီးတော့လမ်းလျှောက်ရင်တော့အဲ့ဒါမျိုးဖြစ်တတ်တယ်တန်တရာပါကြည့်ပြီးတော့လျှောက်တဲ့ပုဂ္ဂိုလ်မျိုးကြတော့တချို့များကြည့်လိုက်ရင်ပစ္စုပန်မှာလဲကြာနာနာလေးနေတယ်ဒီလိုကြာနာနာလေးနေထားတဲ့အတွက်တန်တရာအတွက်စိုးရင်စရာရှိသေးလားနောက်ဘဝမှာဒုက္ခတိမကောင်းတဲ့ဘုံဌာနရောက်ဖို့ရလမ်းရှိရလားအဲ့ဒါမျိုးလူတွေကိုကြည့်ပြီးတော့အားကြပြီးနေပါသူလည်းပဲဟာခိုးတာဝတ်တာပဲငါလည်းပဲခိုးမှာပဲမလုပ်လိုက်ပါနဲ့သူလည်းပဲတတ်တာဖြတ်တာပဲငါလည်းတတ်လိုက်မှာပဲမလုပ်ပါနဲ့သူလည်းလိန်ညာစားနေတာပဲငါလည်းပဲလိန်ညာစားမှာပဲလို့မလုပ်လိုက်နဲ့သူလည်းပဲတောက်တယ်ငါလည်းပဲတောက်မှာပဲလို့မလုပ်လိုက်နဲ့
တကယ်တမ်းကတော့ဘဝဆိုတာလာတော့ကလည်းပြန်ထွက်တော့လေကြားသေးမယ်ကြားကာလလေးကယာယီလေးခဏတွေ့နေကြတယ်ပြီးသွားရင်ဇနီးမယားဘလောက်ချစ်တယ်ပြောထားခဲ့ရတို့ကွဲတာကအသေးကွဲနဲ့အရှင်ကွဲနှစ်ကွဲပဲရှိတယ်နော်ဘာနဲ့ပါလဲဒါပဲသေးကွဲတာရှိတယ်ရှင်ကွဲတာရှိဘူးလားအေးအဲ့ဒီလိုနဲ့ခဏပန်းလေးနေလာရတဲ့ဒီဘဝအခိုက်တန်လေးမှာအကုသိုလ်တွေအများကြီးရပြီးတော့နေလိုက်ရင်တန်တရာအတွက်ကြောက်เสียမကောင်းလားအေးအဲ့ဒါကြောင့်တယောက်သေးလာတဲ့ငါလာတော့ကလည်းတယောက်သေးပြန်ထွက်တော့လေငါတယောက်သေးထွက်ရမှာဆိုတာခေါင်းထဲမှာအမြဲတမ်းထည့်ထားတဲ့နဲ့ထွက်သွားရင်အထုပ်လေးဘယ်နှထုပ်နဲ့ထွက်ရနှစ်ထုပ်နဲ့ထွက်ရမယ်တဲ့ဟုတ်လားဘာလေးနဲ့ထွက်ရကုသိုလ်ထုပ်နဲ့အကုသိုလ်ထုပ်ဘာထုပ်နဲ့ဘာထုပ်လဲကုသိုလ်ထုပ်နဲ့အကုသိုလ်ထုပ်ဒီအထုပ်လေးနှစ်ထုပ်နဲ့မထွက်ရဘူးလားထွက်ရတယ်ကောင်းတဲ့အထုပ်လေးနဲ့မကောင်းတဲ့အထုပ်လေးကောင်းတာလေးတွေများများလှုပ်ထားရင်တော့အဲ့ဒီပုဂ္ဂိုလ်ဒီသူဂတိဘဝကောင်းတဲ့ဘုံဌာနရောက်လိမ့်မယ်မကောင်းတာတွေအများကြီးလှုပ်ထားတဲ့ပုဂ္ဂိုလ်ကတော့ရောက်နိုင်ရဲ့လားအေးအဲ့ဒါကြောင့်လောကထဲမှာစီးပွားရှိလို့လည်းပဲထင်ကြီးစရာမရှိဘူးပညာတက်လို့လည်းပဲထင်ကြီးစရာမရှိဘယ်လိုမှထင်ကြီးရမှာလဲပဲကိုခြင်းအားကောင်းနေမှထင်ကြီးရဘာမှလဲနေတဲ့တိုက်ကြီးကိုထင်ကြီးရမှာလားဝတ်ထားတဲ့အင်ကြီးတွေထင်ကြီးရမှာလားစီးနေတဲ့ကထင်ကြီးရမှာလားသူ့ရဲ့ဘဝအဆင့်တန်းကိုထင်ကြီးရမှာလားဘာကိုထင်ကြီးရကိုခြင်းတရားကောင်းလို့ရအရေးကြီးတာဦးဇင်းတို့ကတော့စီးပွားရေးကြတာကိုမကြောက်ဘူးဘာကိုကြောက်တယ်လဲလို့ပြောရင်ကိုခြင်းတရားပြတ်မှာကိုကြောက်တာဘာကိုကြောက်လဲပထမလူချင်းကိုချင်းပြက်လေပြီးသွားရင်ဟောသာသနာနဲ့ပတ်သက်ပြီးထိကြိုက်တာတွေအကုန်ဖြစ်ကုန်လိမ့်မယ်ဖြစ်သလားမဖြစ်ဘူးလားဒီခက်ထဲလိုက်ကြည့်လိုက်တော့ဘုန်းကြီးတောင်လာလိန်တာတွေရှိတယ်ရှိသလားမရှိဘူးလားအဲ့ဒါဘာတွေပြက်ကြဘုန်းကြီးတွေကိုလာလိန်တဲ့ဇလန်းတွေကြားဘူးလားဟုတ်လားအများကြီးရှိတယ်ဦးဇင်းတို့နဲ့ပြီးတဲ့ဘုန်းကြီးတစ်ပါးလိန်သွားတာဆိုတော့တော်တော်စနစ်ကြနော်ဘယ်ချိန်လောက်မှလာပြီးတော့လိန်သွားတယ်လဲလို့ပြောရင်ဝါစုကန်နီးဝါစုကန်နီးရောက်တဲ့အခါကျတော့တို့ဘုရားဘာသာတွေကဘာသင်္ကန်းကက်လက်ရှိဝါစုသင်္ကန်းကက်လက်ရှိတယ်ဆိုတော့တကားတူကအဲ့လိုပဲရောက်ချလာနော်ရောက်ချလာပြီးတော့ရှင်ဘုရားတပည့်တော်လက်ပြန်ဝါစုသင်္ကန်းကက်ချင်တာဘုရားတဲ့တပည့်တော်ရဲ့မွေးနေ့နေလဲဆုံးနေလို့ပါတယ်လေမွေးနေ့နဲ့ဆုံးလို့ဝါစဉ်ကိုသင်္ကန်းလေးကတ်ချင်ပါတယ်ခင်ဗျာဒါပေမဲ့ဖြုံးမနှင်းစီစဉ်ရမှာဆိုတော့တပည့်တော်ကအစီစဉ်ဘာမှလုပ်ထတာမရှိတော့အရှင်ဘုရားစီကပဲအရင်ဆုံးယူသွားရမှာတဲ့ဗါတယ်လေတပည့်တော်ကကတ်ရင်လည်းပဲရှင်းရှင်းကတ်တာဗျာတဲ့ခါတိုင်းလည်းပဲတကယ်လို့သွန်းများကတ်ပြီးဟဲ့လို့ဆိုရင်အိမ်ကတပည့်တော်တို့စားနေကြတောက်နေကြခွက်တွေနဲ့မကတ်ဘူးတဲ့အဲ့ဒါကြောင့်မို့အရှင်ဘုရားနက်ပြန်တပည့်တော်ဆုံးကပ်မှာဖြစ်တဲ့တဲ့အောင်၅ပါးဗျာတဲ့ဘယ်နှပါးလဲ၅ပါးဆိုတော့တိုက်ပကံများလည်းပဲ၅ချက်ဘယ်နှချက်တည်းလဲနောက်ဒီလိုဟင်းညိုကလည်းပဲကြာနနာလှုပ်ထားတာဆိုဟင်းညိုပကံကြီးကတစ်ချက်ဟုတ်လားနော်ဟင်းညိုပကံကြီးကတစ်လုံးဗျာတဲ့ဗါတယ်လေအေးအဲ့ဒါစုပေါင်းတပည့်တော်10ခွက်လောက်ကပ်မှာပါဗျာဆိုပြီးတော့ခွက်လေးတွေရောအကုန်ပတ်ပြီးတော့ငှားပါနော်ဘုန်းကြီးကအစ်စ်တောင်ထဲ့ပြမင်းရောက်ချူရောယူသွားလိုက်ဟုတ်ဘာကြီးပါယူသွားလိုက်ရောက်ချူကြီးပါယူသွားလိုက်ဟုတ်တဲ့တကားလည်းပဲအချင်းကြီးကြည့်လိုက်တော့ဒီလောက်သဘောကောင်းတဲ့ဘုန်းကြီးဆိုတော့ငါဆက်လိန်လို့ရပြီဆိုတော့နောက်ထပ်ဘာတက်တော့ဆိုတော့အရှင်ဘုရားတို့နောက်ရက်တွေလည်းပဲဖုံးပေးဖို့ရအတွက်တပည့်တော်အိမ်ကနေဟင်းလေးတွေထည့်ပေးလိုက်ခြင်းသေးတယ်တဲ့ဘာလေးတွေလဲအဲ့ဒါကြောင့်၅သိန်းကြိုက်တစ်လုံးဖျားတဲ့ပါတယ်လေဘုန်းကြီးကလည်းသဘောတွေကြာနော်ဒီတကတော်တော်သဘောကောင်းတယ်တို့ဘဝအတွက်နောက်ရက်ပါတောင်မှ तू ကဒီဟင်းလေးတွေလှုပ်ပေးအောင်ဆိုတော့တော်တော်သဘောကောင်းတာပဲကဲရှင်မယားအဲ့ဒါတပည့်တော်ပင့်ပြီးပြီဆိုတော့နက်ပြန်သင်္ကန်းလူမာကလည်းအခုမှဆိုတော့အချိန်မရှိတော့ရှင်ဘုရားရဲ့ကြောင်းမှာအကောင်းဆုံးသင်္ကန်း၅စုံဘုရားတဲ့ဘာ၅စုံနဲ့လဲ
ုန်းကြီးကလည်းအဲ့ဒါဗီယိုထဲလိုက်ပြီးအကြည့်ကြည့်တယ်ထောင်ကြည့်လိုက်ဒီသင်္ကန်းမကောင်းသေးဘူးဒီသင်္ကန်းမကောင်းသေးဘူးကောင်းတဲ့သင်္ကန်းကြည့်တယ်အကုန်ချသတိသုံးလုံးကြည့်တယ်ချလို့လိုက်တယ်နော်အဲ့ဒါတွေအကုန်ထုတ်ပေးလိုက်တယ်တကားတော့ကလာတော့ကတော့သူ့အတူဒီတိုင်းလေးလာတာပြန်ကြတော့တက္ကစီငှားပြန်ရနော်ပါငှားပြန်သွားတက္ကစီငှားပြီးတော့အဲ့ဒါပစ္စည်းတွေနဲ့ပြန်သွားရှင်မြတ်ဒီလိပ်စာတိုင်းကြွားခဲ့ပါဗျာတဲ့လိပ်စာလေးလေကြာကြာနန္ဒနာမည်နဲ့အိမ်နံပါတ်နဲ့အတိအကျဘုန်းကြီးကလည်းမနဲ့လင်းလာတဲ့အခါကျတော့သူ့တန်ခါများနှိုးပြီးဟာထားကြဟာတဲ့နောက်ကျနေလိမ့်မယ်နော်ကားသွားခေါ်ကြည့်တဲ့ဘာသွားခေါ်ကြည့်တဲ့ဆိုအဲ့ဒါသွားပြီးတော့အပြင်ထွက်ပြီးကားငှားပြီးတော့တန်ခါ၅ပါးသင်္ကန်းယုံပြီးတော့အဲ့ကားပေါ်ထိုင်ပြီးတော့ပြောခဲ့တဲ့လိပ်စာတိုင်းလိုက်တယ်ဟိုလဲရောက်သူပြောတဲ့ရက်ွက်တော့ရောက်သူပြောတဲ့အိမ်နံပါတ်တိုင်းလည်းတွေ့တယ်ကားလည်းပဲရှေ့ရက်လိုက်ရောတကားတွေကထွက်လာလို့ရှင်မရတော့ဘယ်ကြွမှာတော့ဖေဟာဘာလဲဘယ်ကြွမှာတော့ဖေဟာရှင်မရဘာရှာတာတော့ဆိုတော့တကားရဲ့နာမည်ပြောလိုက်တဲ့ခါကျဟာအိမ်နံပါတ်ကတော့ဟုတ်တယ်ဖေဟာလမ်းနံပါတ်လည်းဟုတ်တယ်နာမည်ကတော့တပည့်တော်နာမည်မဟုတ်ပါဘူးတဲ့ကဲအဲ့ဒါနဲ့ပဲဘုန်းကြီးများကအကုန်လုံးရှုံးနော်မရှုံးဘူးလားအေးအဲ့ဒါကားကလည်းရှုံးသေးတယ်ဂျိုင်လည်းရှုံးသေးသင်္ကန်းလည်းရှုံးသေးပကံခွက်ရောက်တွေကလည်းရှုံးသေးမရှုံးဘူးလားအေးအဲ့ဒါမျိုးလာပြီဘုန်းကြီးကြောင်းလာတောင်လှဲ့တယ်ဟုတ်လားနော်လိန်နဲ့ညာတဲ့လူတွေမရှိဘူးလားဦးဇင်းတို့ကြောက်တာကအဲ့ဒါကြောက်တာဟုတ်လားနော်လူချင်းလဲညာဘုန်းကြီးလဲညာဘုန်းကြီးအချင်းချင်းလဲညာလူချင်းချင်းလဲညာဆိုရင်ဒီလောကကြီးနေဖို့ကောင်းသေးတယ်မနေခြင်းပဲသွားနေကောင်းအောင်နေရမှာဘာလို့ရမှာလဲအေးကောင်းအောင်နေတော့အပြင်ဒီလောကမှာနေလို့ရတယ်ဟုတ်လားအဲ့ဒါကြောင့်ကိုချင်းတရားပြက်တာတော့ကြောက်เสียကောင်းတာမရှိဘူးရှိရလားဘယ်နေရာသွားငွေပါမရမယ်ဆိုရင်တော့သွားတော့တာပဲအဲ့ဒါပြက်စီးတော့တာဘာလို့တော့တာလဲအေးအဲ့ဒါမျိုးမဖြစ်ဖို့ရအရေးကြီးတယ်လူဘဝကိုစဉ်းစားကြည့်ပါတဘဝတည်းမဟုတ်ဘူးတန်တရာမှာတို့ကျင်လေကြရအောင်ကျင်လေရဘူးလားဦးဇင်းတို့လည်းကျင်လေရမယ်တို့သူတော်စင်များလည်းကျင်လေရမယ်အေးအဲ့ဒါကြောင့်သူကတိဘဝရောက်ဖို့ရခဲရင်သလားမခဲရင်ဘူးလားလုံရက်တွေလိုက်ပြီးတော့ကြည်လေခဲရင်လေပဲအဲ့ဒါကြောင့်ဘုရားကရခဲ့တဲ့တရားစုပေါင်းဘယ်နှမျိုးလဲလဲမှတ်မိရဲ့လားကဲပြောကြည့်ပါကောင်းရာဒုက္ခတိရောက်ဖို့ရာခဲရင်တဲ့စုပေါင်းဘယ်နှမျိုးအဲ့ဒီ၄မျိုးကိုတို့သူတော်စင်များတည်တည်ချာချာမှတ်ပြီးတော့ငါလုပ်တဲ့စီဝါရေးကတရားသလားမတရားဘူးလားကိုပြန်မေးငါရထားတဲ့အချမ်းရံကတရားသလားမတရားဘူးလားငါအသက်တူရတူချောင်းဘာတွေများလုပ်နေတယ်လဲငါဘဝဟာဒုက္ခတိကိုရောက်နိုင်တဲ့အနေထားရှိမရှိဇုပြန်မေးရအခုချိန်မှာ break အုပ်လို့ရသေးတယ်ရသလားမရဘူးလားအေးအဲ့ဒါအသက်ရွယ်ကြီးသွားရင်တော့ break ကပေါက်တော့တာအုပ်လို့ရသေးလားဟုတ်လား60 90 80ဖြစ်လာတော့ break ကပေါက်ပြီအဲ့ဒီအချိန်ရောက်မှနောက်ပြန်လှည့်မယ်ဆိုလှည့်လို့အချိန်မီသေးလားဂရင်မောပက်လက်လံမှာငါလုံးမိတာတွေတော့မှားပြီဟေ့ဘယ်တော့ကတော့ငါဘာမလုပ်လိုက်ရဘူးဘယ်တော့ကတော့ဘာမလုပ်လိုက်ရဘူးလို့သွားပြီးတော့ဘလောက်ဖဲအော်တန်မှုရှိသေးလားအေးအဲ့ဒါကြောင့်ခုတို့သူတော်စင်များအဲ့လောက်ဆိုးဝါးတဲ့အဖြစ်များရှိနေရင်ဒီနန်းကရက်တန်းကရက်လို့မရဘူးလားကိုယ်တိုင်လည်းကိုချင်းတရားကောင်းအောင်သူတော်ဘာကိုလည်းကောင်းအောင်တိုက်တွန်းလို့မရဘူးလားအေးအဲ့ဒါလောကမှာဗါတယ်ပြောရင်လူဘဝမှာရခဲ့တဲ့တရားဘယ်နှပါးတယ်လဲအေးနောက်တစ်ခုကြည့်လိုက်လို့ရှင်ရင်လောကမှာနေကြတဲ့ပုဂ္ဂိုလ်များသူရောကိုယ်ရောလောကထဲနေနေတာမှန်တယ်အဲ့ဒီနေနေတဲ့ပုဂ္ဂိုလ်ထဲမှာတချို့ပုဂ္ဂိုလ်တွေကဘာတွေဖြစ်နေတယ်လဲလို့ပြောရင်ဘဝချမ်းသာဆုံးရှုံးနေကြတာတဲ့ဘာတယ်လဲဘဝချမ်းသာဆုံးရှုံးပြီးတော့နေကြတာဘဝချမ်းသာဆုံးရှုံးတဲ့ပုဂ္ဂိုလ်စုပေါင်းဘယ်နှယောက်ရှိလဲ
စုပေါင်း9ယောက်ရှိတယ်အဲ့ဒီ9ယောက်ကဘာတွေလဲလို့ပြောရင်နံပါတ်1ဝိသမလောဘနဲ့အသက်ရှင်နေသူဘာတယ်လဲဝိသမလောဘနဲ့အသက်ရှင်နေသူလောကထဲမှာအသက်ရှင်နေတာတော့မှန်တယ်သူလှုပ်တဲ့စီးပွားရေးတွေကြည့်လိုက်ရင်ဘာတွေနဲ့ပဲလှုပ်လဲဝိသမလောဘနဲ့လှုပ်တာဘာလောဘနဲ့ဝိသမလောဘဆိုတာကမမျှတတဲ့လောဘဘာလောဘလဲသူ့ဘဝတက်လန်းသူရှေ့ရောက်ရေးပဲကြည့်ကျန်တဲ့ပုဂ္ဂိုလ်ကိုခေါင်းနဲ့လုံးဝထည့်မတွက်ဖဲနဲ့နေတဲ့လူတွေရှိသလားမရှိဘူးလားအဲ့ဒီပုဂ္ဂိုလ်တွေဆိုရင်ဘာချမ်းသာဆုံးရှုံးလဲလူဘဝချမ်းသာဆုံးရှုံးတယ်ဘာဆုံးရှုံးထင်ရတာတော့သူ့ကြည့်လိုက်ရင်ချမ်းသာနေတယ်ထင်ရတာပဲဟုတ်လားအဲ့ဒါမျိုးဝိသမလောဘနဲ့အသက်ရှင်နေရတဲ့ပုဂ္ဂိုလ်ဒီအမြဲတမ်းကြောက်လန့်နေရတယ်နော်အမြဲတမ်းမကြောက်ပါဘူးလားကိုကလှုပ်ထားတာတွေကမဟုတ်တော့ငါစည်းစိမ်ဘရော့မြန်ပြုတ်မလဲကြောက်ရသလားမကြောက်ရဘူးလားကြောက်ရတယ်ဘယ်အန္တရာယ်နဲ့ကြုံမလဲကြောက်ရသလားမကြောက်ရဘူးလားထင်တာကတော့နဘေးလူကကြည့်တော့သူ့ဘဝဟာလုံးဝစိုးပြေနေတယ်လို့ထင်ရတယ်ဒါပေမဲ့သူ့မှာကိုယ့်တက်ပို့ပြီးတော့ပူမနေရဘူးလားအဲ့ဒါမျိုးပူကြီးနဲ့ပဲနေရရင်အပူနဲ့ပဲလမ်းလျှောက်နေရရင်တရက်ပြီးတရက်ဒါပဲတွေးပြီးတော့နေတော့ချမ်းသာတယ်ထင်ရပေမဲ့တကယ်တမ်းကတော့လူဘဝချမ်းသာရှုံးသလားမရှုံးလားအဲ့ဒါကြောင့်လူဘဝချမ်းသာရှုံးတဲ့ပုဂ္ဂိုလ်တွေမှာနံပါတ်1ပါတယ်လေဝိသမလောဘနဲ့အသက်ရှင်နေတဲ့သူတဲ့ပါတယ်လေနောက်တစ်ယောက်ကကြတော့ဘာလဲလို့ပြောရင်ဒေါသကြီးတဲ့သူတဲ့ပါတယ်လေဒေါသအားကြီးတဲ့လောကထဲမှာနေပြီးတော့နည်းနည်းလေးမှတိခံစိတ်မရှိဘူးဖြစ်ကနေဆိုဒေါသထွက်ဖြစ်ကနေဆိုဒေါသထွက်ဖြစ်ကနေဆိုတတ်လိုက်မလားထိုးလိုက်မလားချလိုက်မလားကြီးတဲ့ဖြစ်နေရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဒီဘဝချမ်းသာခံစားနိုင်ရလားသူလှုပ်ထားတဲ့အမှုတွေကိုပြန်ပြီးတော့ကြည့်လိုက်တာနဲ့တပြိုင်တည်းဟုတ်လားငါဘယ်တော့ကတော့ဘုသူ့ကိုမတရားလုပ်ဘူးဘယ်တော့ကတော့မတရားလုပ်ဘူးတဲ့ငါအလှည့်မြန်ရောက်လာမလားလို့အမြဲတမ်းမကြောက်ရဘူးလားကြောက်ရတယ်ပူပန်ရတယ်အဲ့ဒါကြောင့်မို့ဘဝစည်းစိမ်ဥစ္စာချမ်းသာရှုံးတဲ့ပုဂ္ဂိုလ်ထဲမှာနံပါတ်1ပုဂ္ဂိုလ်ကဘာလဲဒေါသကြီးတဲ့သူတဲ့ဘာလဲဘယ်နှယောက်ရနံပါတ်1ကဒေါသကြီးတဲ့သူတဲ့နောက်တစ်ခုကကျတော့တွေဝေထိုင်းတိုင်းမိုက်နဲ့နော်တွေဝေထိုင်းတိုင်းမိုက်နဲ့အမြဲတမ်းနေတဲ့သူတဲ့ဘာလဲတွေဝေထိုင်းတိုင်းမိုက်နဲ့အမြဲတမ်းနေတဲ့သူလောကထဲမှာအဲ့ဒါမျိုးလူတွေရှိသလားမရှိဘူးလားသွားပြီးတော့ကြည့်လိုက်ရင်ဘာလုပ်ငန်းမှမယ်ရမရှိဘူးသူလုပ်တဲ့လုပ်ငန်းတွေကြည့်လိုက်ရင်လည်းပဲဘရောမှတတ်ရမရှိဘူးဘာလို့လဲပြောရင်စိတ်ကကြည်ရဲ့လေအမြဲတမ်းတွေဝေထိုင်းမိုက်ပြီးတော့နေတယ်အဲ့ဒါမျိုးလူတွေရှိသလားမရှိဘူးလားအဲ့ဒါမျိုးပုဂ္ဂိုလ်ဒီလည်းပဲတကယ်ဘဝရဲ့ချမ်းသာရရလားလူဘဝချမ်းသာကိုဆုံးရှုံးနေသူပဲမဆုံးရှုံးဘူးလားအားကြောင့်ဘယ်နှယောက်ရကဲပြောကြည့်ပါဦးဘာတွေလဲဝေထိုင်းမိုက်နဲ့နေတဲ့သူတဲ့နောက်တစ်ခုကကြတော့စိတ်ဓာတ်တည်ငြိမ်မှုမရှိဘဲနဲ့နောင်တပူပန်တတ်တဲ့သူတဲ့ဘာလဲချို့စိတ်ဓာတ်ကအခုတစ်မျိုးတော့ကြတစ်မျိုးခုသွားမိလိုက်ရင်ဟုတ်ပါတယ်တော်လေးနေသွားမိလိုက်မဟုတ်ပါဘူးခုသွားမိလိုက်ရင်အဆင်ပြေပါတယ်တော်လေးနေသွားပြီအဆင်မပြေပါဘူးအဲ့ဒါမျိုးလူရှိသလားမရှိဘူးလားအဲ့ဒါမျိုးပြောတဲ့ပုဂ္ဂိုလ်ဒီသူကိုယ်တိုင်ကိုကစိတ်ဆင်းရဲစရာမကောင်းဘူးလားနဘေးလူလည်းပဲစိတ်ဆင်းရဲရသူကိုယ်တိုင်လည်းပဲစိတ်ဆင်းရဲရဘာလို့စိတ်ဆင်းရဲရတယ်လဲလို့ပြောရင်ငါအမြန်ဒီလိုပြောလိုက်လို့တယောက်ကမှတ်ထားပြီးတဏှာရာမှမြန်ငါချလိုက်မလားလို့
ကြောက်ရသလားမကြောက်ရဘူးလားအေးနောက်တစ်ခုကကြတော့ဒီလူကစိတ်ဓာတ်မတည်ကြည်ုံနဲ့မဟုတ်ဘူးပြီးမှနောင်တပူပန်တတ်တယ်ဘာလို့တတ်လဲနောင်တပူပန်တတ်တယ်ဆိုတော့ဒီလုပ်ငန်းလေးတော့ငါလုပ်လိုက်တာမှားသွားပြီခါငါတော့ဒီလိုမလုပ်လိုက်ရတာတော့မှားသွားပြီလုပ်ပြီးတဲ့အလုပ်ကိုလည်းပဲသွားပြီးနောင်တရမလုပ်လိုက်ရတဲ့အလုပ်တွေကိုလည်းသွားပြီးတော့နောင်တရတဲ့လူလောကဓမ္မရှိသလားမရှိဘူးလားအေးအဲ့ဒီပုဂ္ဂိုလ်မျိုးလေတစ်သက်လုံးမှအဲ့ဒီတိုင်းသွားချမ်းသာမှုဆုံးရှုံးသလားမဆုံးရှုံးဘူးလားအေးအဲ့ဒါကြောင့်ဘယ်နှယောက်ရ4ယောက်ရနံပါတ်1ကစိတ်ဓာတ်မတည်ငြိမ်မဲနဲ့နောင်တရတဲ့သူတဲ့ဗါတယ်လေစိတ်ဓာတ်မတည်ငြိမ်မဲနဲ့နောင်တရတဲ့သူဘယ်နှယောက်ရ5ယောက်မလှုပ်လိုက်နဲ့ဘယ်နှယောက်လဲ4ယောက်ဘယ်နှယောက်ရလဲနောက်တစ်ယောက်ထည့်လိုက်တန်တရာမျက်လုံးနဲ့အမြဲတမ်းနေတဲ့သူတဲ့ဗါတယ်လေအဲ့ဒါမျိုးလူတွေရှိသလားမရှိဘူးလားရှိတယ်လူတယောက်ကြည့်လိုက်တာနဲ့ကိုယ်အိမ်ရောက်လိုက်လို့ဘိုးဘက်ကထောင်ကကြည့်ဒီဘက်ထောင်ကတေချာကြည့်ပြီးတော့ဒီကောင်ငွေလာချီးတာလားလာတဲတာလားလာလိန်တာလားဆိုအကောင်းကိုတစ်ချက်မှမမြင်ဘူးမြင်ရလားအေးအဲ့ဒါမျိုးလူတွေလည်းပဲလောကထဲရှိသလားမရှိဘူးလားအဲ့ဒါမျိုးလူတွေရှိနေတဲ့အတွက်ကြောင့်လောကကြီးကလည်းပဲသူကလည်းကိုယ်တန်တရားဖြစ်ကိုယ်ကလည်းသူ့တန်တရားဖြစ်တန်တရားကဘာတွေဖြစ်မနေဘူးလားအေးအဲ့ဒါမျိုးဖြစ်နေအဲ့ဒါကြောင့်မို့တန်တရားဆိုသည်မှာရှိတဲ့နဲ့နန်းတော်ရှိပေါ့အလွန်အကျွံတန်တရားရှိရင်နောက်ပိုင်းကိုယ်ဇနီးကိုတောင်မှတန်တရားရှိကိုယ်လင်သားကိုတောင်တန်တရားရှိရင်အဲ့ဒီဇုံတွဲမျိုးရရှိမြဲနိုင်ရလားအပြင်မြန်ထွက်သွားလိုက်ရင်တော်နဲ့ပြန်မရောက်ရင်ဘယ်သွားနေတာလဲမသိနော်ဘာတွေသွားလုံနေတာလဲမသိဘူးဆိုဒါမျိုးတွေရှိသလားမရှိဘူးလားအေးအဲ့ဒါမျိုးတန်တရားသိကြီးလွန်းတဲ့ပုဂ္ဂိုလ်များဆိုရင်လည်းပဲဘဝချမ်းသာရနိုင်ရလားပေါင်းတော့ပေါင်းနေတာပဲကြောက်ကြောက်လန့်လန့်နဲ့အပြန်လန့်ဟုတ်လားနော်အဲ့ဒါမျိုးဖြစ်သလားမဖြစ်ဘူးလားကိုတလောကမန္လေးမှာကြားလိုက်လားဒကာကနေပြီးတော့ဒကမကိုတတ်ပြစ်တာကြားလိုက်လားဟုတ်လားနော်အေးအဲ့ဒါဒကာကနေဒကမကိုတတ်ပြစ်တယ်တဲ့အဲ့ဒါဒီမန္လေးတင်ဖြစ်သွားတာမန္လေးကလည်းတပြေးနဲ့တောင်းကျမ်းလာရင်ကျမ်းလားဓမြတိုက်တာကြားလားဓမြတိုက်တယ်အနုကျမ်းစီးတယ်အခုတတ်တယ်ဖြစ်သလားမဖြစ်ဘူးလားနောက်ဟိုတနေ့ကဈေးနှမ်းမယ်တယောက်ကျတော့ဒကမ2ယောက်ရှိုးပြပြီးတော့သွားတော့နော်ဘာပြပြီးသွားတယ်သူ့အိမ်ရှိတဲ့ပစ္စည်းအကုန်ဝစ်ချနော်အကုန်ဝစ်ချလာတော့လေဘင်းမှာဆွဲထားတဲ့အဲ့ဒီဆွဲကြိုးကိုလည်းဆွဲပြီးတော့နော်ဖြတ်သွားတယ်လူကိုလည်းပဲခေါင်းရိုက်သွားတယ်ဒကမ2ယောက်နော်ဆွဲကြိုးလည်းပါသွားလူလည်းပဲဆေးုံရောက်သွားတယ်နော်နေခင်းကြောင်တောင်ဖြစ်တာပြည့်တဲ့ဘယ်ချိန်ဖြစ်တာအဲ့ဒါဇာရိတ္တတွေဘာဖြစ်လဲစီးပွားမရှိရင်အဲ့ဒါပဲအဲ့ဒါကြောင့်စီးပွားကိုကြိုးစားပြီးတော့လုပ်စီးပွားရေးမရှိဘူးဆိုရင်ကျန်တဲ့ဇာရိတ္တတွေကအကုန်ပြက်ဇာရိတ္တပြက်ရင်လည်းပဲစီးပွားရေးကအကုန်ပြက်လိုက်တာပြက်သလားမပြက်ဘူးလားအေးအဲ့ဒါကြောင့်မို့ဦးဇင်းတို့ကတော့ဇာပြက်မှာတော့တော်တော်ကိုကြောက်သလားမကြောက်တို့အနုချမ်းစီးတာကြားလားဘုရားကြီးမြောက်မှုတင်ဖြစ်သွားတယ်နော်ဦးဇင်းဆုံးဟန်အိမ်အဟောင်းပေါ့နော်ဦးဇင်းတို့ကိုရင်ပေါက်စမန်းလေးရောက်ခါတာက9နှစ်သားလောက်ကရောက်အဲ့ဒီအိမ်ကိုရောက်တော့ဦးဇင်းတို့10နှစ်သားလောက်ကနေစကြောင်းဆုံးဟန်ထိုင်ခဲ့တယ်ထိုင်ပြီးတော့25နှစ်ရောက်သည့်အထိအဲ့ဒီအိမ်မှာထိုင်ခဲ့ပြီးတော့အခုဝင်ပြီးတော့အနုချမ်းစီးသွားတာကြသူ့အိမ်မှာဖြစ်သွားတယ်နော်ဘုရားကြီးမြောက်မှုဖြစ်တယ်လူတယောက်ကနေပြီးတော့ဝင်လာပြီးတော့ဟိုဆရာမရဲ့မိတ်ဆွေကနေဓံပေါက်ပို့ခိုင်းလိုက်တာတဲ့ဘာပို့ခိုင်းလိုက်တာအဲ့ဒါနဲ့ဝင်လာပြီးတော့အေးဟုတ်ပြီဆိုပြီးတော့ဘိုးဘက်ကလည်းပဲတကယ်ရိုးရိုးသားသားထင်ပြီးတော့ကဲခဏထိုင်ပါဦးငါခွက်လေးယူလိုက်အောင်မယ်လှည့်လိုက်အောင်မယ်လှုပ်တုံးရှိသေးတယ်နောက်လေလှည့်လိုက်ရောဓာတ်ထုတ်လာပြီးတော့တန်းပြီးတော့အဲ့ဒါဓာတ်နဲ့ထောက်ပြီးဝစ်ထားတဲ့ပစ္စည်းအကုန်တောင်းသွားတယ်ဟုတ်လားနော်လက်ကောက်တွေအကုန်ပါသွားတယ်
ဆွဲကျိုးအကုန်ပါသွားတယ်ငကအကုန်ချွတ်ပေးလိုက်ရတယ်တယံပဲတစ်ဖက်ပဲကျန်နေကြတာငါအလှတန်းပြုเสียရလေးရှိလို့ဒါလေးတော့ထားခဲ့ပါအောင်လို့တောင်းတောင်းမှန်မှန်ဖို့ဒါနည်းနည်းလည်းပဲသူတော်ကောင်းစိတ်ရှိတဲ့တခါလည်းပဲဖြစ်လိမ့်မယ်နဲ့တူတယ်တစ်ဖက်တော့ထားသွားတယ်နော်တစ်ဖက်ကျန်နေကြတော်သေးတယ်လာပြီးစီးတယ်စီးပေမဲ့အကုန်တော့ယူမသွားဘူးနော်နောက်တစ်ခုကကြတော့လည်းပဲအဲ့တိုင်ညပိုင်းမှာဝင်ပြီးလူငယ်3ယောက်ကနေဝင်ပြီးတော့နော်အိမ်မှာဝင်ဓမြတိုက်အဲ့ဒါကြတော့ဦးစင်းတို့ကျောင်းထဲမှာဦးစင်းကကျောင်းထဲမှာအင်တာနက်တူပေးထားတာရှိတယ်တစ်ကမ္ဘာလုံးနဲ့ဆက်သွယ်လို့ရတယ်နော်အဲ့ဒီအင်တာနက်လူတဲ့အပိုင်းမှာသူတို့မိသားစုကအများကြီးအဲ့ဒီမှာထောက်ပံ့ပေးထားတယ်အဲ့ဒီအိမ်မှာဝင်ပြီးတော့စီးတယ်မိသားစုက2ယောက်ပဲရှိတယ်2ယောက်ထဲမှာဒကမကဒါတတိကောင်းလို့သူတို့သိတော့မခံရရအောင်နော်အပြင်ဘက်ကမီးကမလာတဲ့အခါကျတော့ဆက်နှိုးထားရဆက်နှိုးထားရတယ်ဆိုတော့အထဲထဲမှာသူတို့2ယောက်ပဲနေကြတယ်ဒီဘက်ကဆက်ကိုအရင်ဆုံးပိတ်လိုက်ဟိုမီးကိုအရင်ဖြတ်လိုက်တဲ့အခါကျတော့မီးပိတ်သွားတော့ထဲထဲကဘာဖြစ်တယ်လဲလို့ထွက်အကြည့်ခေါင်းရိုက်ချလိုက်ချပြီးတော့အဲ့လူကိုထဲထဲဆွဲသွားပြီးတော့ကျိုးနဲ့တုပ်ထားဒကမကိုလည်းကျိုးနဲ့တုပ်အဲ့ဒါမျိုးလုပ်ပြီးတော့နောက်ဒကမကကျိုးဖြီလို့ရသွားပြီးတော့2ယောက်လုံးကဘုဒ္ဓဂါကလည်းပဲသူကအတိဉာဏ်ရှိတယ်ပြောရမှာရိုက်ချလိုက်တဲ့အခါကျဒါလူကောင်းတော့မဟုတ်တော့ဘူးဆိုသူသဘောပေါက်သွားတော့သေခြင်းအောင်ဆောင်းနော်မေ့ခြင်းအောင်ဆောင်းပြီးဒီတိုင်းနေလိုက်ပြီးတော့ဟိုသူဒကမဘက်ကိုသွားနေပြီဆိုတဲ့အခါကျမှဒီဒကာကနောက်ကနေထပြီးသူကိုယ်တိုင်ကလည်းလုံးတယ်ဒကမကလည်းပဲမခေဘူးဓာတ်နဲ့ပြန်ရမ်းတယ်နော်သူတို့2ယောက်တည်းနေတာဆိုတော့အိမ်ခေါင်းရင်းမှာတော့ဓာတ်ထိုးပြီးအိတ်တာပေါ်သေးသေးတော့မဟုတ်ဘူးမန်းလေးမြို့သူမျိုးသားဟုတ်လားအေးအဲ့ဒါမျိုးဖြစ်ပြီးတော့ထွက်ပြေးမှအဲ့ဒါအော်ကြဟစ်ကြမှာမိသွားတာဟုတ်လား7နာရီလောက်မှ2ယောက်မိတယ်မနေ့လင်းတော့1ယောက်မိပြီးတော့3ယောက်လုံးပြန်ပြီးတော့မိအဲ့ဒါဘာဖြစ်တယ်လို့ပြလာလဲဇာရိတပြက်တာကိုပြတာပြိတ္တိအဲ့ဒါကိုဒုသူတော်စင်များလဲကာကွယ်ပါဦးဇင်းတို့ကြည့်တယ်မရရဲ့လားကိုယ်တိုင်ကိုယ်စိတ်တဲ့ကိုဒါမလုပ်တဲ့လုပ်ငန်းပဲဆိုပြီးတော့လက်တွေ့ပေါ့ခုဘာဖြစ်တုံးဆိုဦးဇင်းကူကားပေါ့နော်ဒါပေါက်တဲ့ချပေးလေအောင်နော်ဦးဇင်းတို့ဒီတရားဝဲတွေသွားနေကြကားတနေရာမှာရက်ထားလိုက်တယ်နော်ညအိတ်ထားလိုက်တယ်ဘာလုတ်သွားတယ်လဲလို့ပြောတော့အသေးသေးကနေပြီးတော့ဦးဇင်းတို့စပြီးတော့ဆက်လို့တော့ဟိုစမော်တာတွေပါရှိလားအေးအဲ့ဒီမော်တာတို့နောက်အသေးသေးကဒီဆက်နဲ့ပတ်သက်တဲ့ပစ္စည်းပေါ့ဘယ်လောက်တန်တဲ့ဟာတုံးဆိုရင်ဂျပန်ဖြစ်ဆိုလို့ရှိရင်တော့တို့3သိန်းလောက်တန်မှာပေါ့အဲ့ဒါကိုညာပိုင်းဖြုတ်ခိုးသွားနော်ဒါကားရက်ထားတာနော်ရက်ထားတာကိုအဲ့ဒါဖြုတ်ခိုးသွားအဲ့ဒါဘာဖြစ်လာတာလဲပစ္စည်းကဥစဉ်တို့ကတော့အများကောင်းမှုတွေနဲ့ဝယ်တက်နေတော့ဘာမှနှမျောစရာမရှိပါဘူးဟုတ်လားနော်ဒီကပြန်သွားပြန်တက်ပြန်ဖြစ်နော်ဖြစ်ဘူးလားဒါပေမဲ့ဇာရိတပေါ့ဒီလောက်ငွေ3သိန်းကတော့တကယ်မရှိရင်တက်တောင်းလို့ရမရဘူးလားခုတရားဝဲသွားမယ်လို့တဲ့ခါကျမှကောက်ပြီးဖွင့်လိုက်တော့နှိုးလို့မရတော့ဘူးစက်တည်းကတွန်းလို့လည်းမရတော့အကုန်ဖြုတ်တာအဲ့ဒါမျိုးဆိုသိုးသလားမဆိုးဘူးလားအေးအဲ့ဒါမျိုးကပို့ပြီးတော့ဇာရိတပြက်တာကကြောက်เสียကောင်းတာပြည့်တဲ့တကယ်သာမရှိလို့ကတော့1000 2000ကတော့ကြက်တဲ့ချိန်လာတောင်းသူမြန်းစီတော့သွားမခိုးပါနဲ့ဦးဇင်းတို့ရှိရင်ပေးလို့လိုက်မယ်ဟုတ်လားတကယ်မရှိလို့ရှင်လာတောင်းရသလားမရဘူးလားဘုန်းကြီးရန်နေစီကိုအကူကြီးတောင်းမှသွားပြီးတော့ဇာရိတနဲ့1000 2000ငွေနဲ့တော့သွားမလဲပါနဲ့တခါခိုးမိရင်နောက်ထပ်လည်းဘာဖြစ်ရှင်ချောင်းနဲ့ထင်ပြီးတော့လုံးမိဟုတ်လားနော်တခါပြီးတခါဖြစ်လာရင်တဖြည်းဖြည်းနဲ့အဲ့ဒါဂျေးအောင်တာနဲ့တယ်နောက်ပိုင်းဘဝဆုံးသွားတဲ့တန်မိုးရှိရဲ့လားအေးအဲ့ဒီဘဝမျိုးကိုမရောက်ပါစေနဲ့အဲ့ဒါကြောင့်ဆိုလိုချင်တာကလောကထဲမှာနေကြတဲ့အခါကျတော့ဘဝချမ်းသာဆုံးရှုံးရတဲ့ပုဂ္ဂိုလ်ဘုရားကဘယ်နှရာဟောထားလဲနံပါတ်1ပါတယ်လေဝိသမလောဘနဲ့အသက်ရှင်နေတဲ့သူဒေါသကြီးတဲ့သူတွေဝေထိုင်းမိုင်းနဲ့နေတဲ့သူစိတ်သက်တည်ငြိမ်မှုမရှိဘဲနဲ့နောင်တပူပန်တတ်တဲ့သူအမြဲတမ်းတန်တရားမျက်လုံးနဲ့နေတဲ့သူတဲ့စုပေါင်းဘယ်နှယောက်တို့သူတော်စင်များကနာယုံနဲ့တော့တရားကအလကားပဲဘာလို့မှအကျိုးရှိမှာလဲကိုယ့်ရဲ့ဘဝတွေကိုထည့်သုံး
တရားကျင့်ဆိုတချို့ကထင်တာကတောထွက်ရမယ်တရားထိုင်ရမယ်ထင်နေတာမဟုတ်ဘူးဈေးလေးရောင်းလိုက်ရင်ကိုကတမ္မာအာဇီဝဖြစ်အောင်ငါချိန်ဝင်အလေးခိုးလို့မဖြစ်ဘူးသဘောပေါက်ပါနော်လုပ်လို့မရဘူးလားရတယ်ဟုတ်လားနော်ဘယ်နေရာမှာပဲကြည့်ကြည့်ပေါ့ကိုကိုဆင်ញင်လို့မရဘူးလားဩစပိန်လေးဒီနားမှာတော့မခတ်ဖဲနဲ့ထားတာတကယ်လို့မြန်ပြောက်သွားပြဿနာတက်လိမ့်မယ်ငါတော့လေးခတ်ပေးထားခဲ့ဦးမှာလုပ်လို့မရဘူးလားဩစပိန်လေးကတော့မခတ်ဘူးငါနင်းပြီးတုတ်သွားဦးမှာဒါမျိုးလည်းပဲမရှိဘူးလားလမ်းလေးတွေတွေ့လိုက်တယ်ဩလမ်းလေးမကောင်းဘူးဆိုတော့ဒီလမ်းလေးငါပြင်လိုက်ဦးမှာဆိုပြီးတော့တရားလေးတွေမြန်တကယ်လို့မကောင်းရင်ပြင်လို့မရဘူးလားအဲ့လိုမဟုတ်ဘဲနဲ့ဒီတရားလေးကကြွနေတယ်ဒီအသားလေးအိမ်ယူသွားမိဆိုင်အောင်မရဘူးလားအဲ့လိုလေအရေးကြီးတာကစိတ်ပဲဘာလဲအရေးကြီးတယ်စိတ်ဓာတ်ကမစွန့်ရင်ကျန်တာစွန့်သေးလားအေးအဲ့ဒါကြောင့်စိတ်ဓာတ်ဒီအရေးကြီးပါတယ်ဒီစိတ်ကောင်းတာလေဒီစိတ်ပဲဆိုးသွားတာလေဒီစိတ်ကောင်းသူနဲ့ဆိုးသူကဘာကွာတယ်လဲလို့ပြောရင်ဘာသာရေးအသိမရှိတဲ့ပုဂ္ဂိုလ်ကပူဆိုးတတ်တယ်ဘာဆိုးတတ်လဲပူဆိုးတတ်တယ်အဲ့ဒါကြောင့်ဦးဇင်းတို့ကတရားပွဲများဆိုလို့ရှိရင်လေတော်တော်များများတကားတွေလည်းပဲနာစေခြင်းနဲ့ပြည့်တဲ့ဘယ်သူတွေလည်းနာစေခြင်းခုတ်စားကဒကမများကတော်တော်နိုင်တာပဲနော်ဒကားတွေကိုနိုင်သလားမနိုင်ဘူးလားနိုင်လို့အိမ်မှာထားပြစ်ခဲ့တာဒီမဲ့ပါရဲ့လားမပါဘူးလိုက်ကြည့်လိုက်ဒကားနည်းနည်းပဲပါတို့အိမ်ဆောက်ကျတို့တရားသွားနာမယ်ပြန်လာတကားဖွင့်ပြီးဖွင့်မပေးရင်အကွဲပဲဟုတ်လားတခါလေးပြောထားခဲ့ပုံပေါ့တယ်ဟုတ်လားဒီမှာတရားနာတော့ယောက်ျားလေးနည်းသလားမနည်းဘူးအဲ့ဒါကြောင့်မို့တရားနာတဲ့အခါလည်းပဲတကားတွေလည်းပဲနာပြီးမှနှမို့ဆိုရင်ဒကမကတရားနာကုသိုလ်ရဒကာကတောက်ပြီးမူးကြံနေခဲ့ရင်အဲ့ဒါ50ဖြစ်ဆို50ပဲဒီဘက်ကကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကယာဂန်နှုန်း50ကုသိုလ်ရဟိုဘက်ကအကုသိုလ်က50ကပြန်ဆွဲတော့စီးပွားရေးဖြစ်သေးလားဒီဘက်ကတရားနာတဲ့ကုသိုလ်လေးနဲ့စီးပွားရေးဖြစ်မဲ့ကြံဟိုဘက်ကတောက်ထားတာလေးနဲ့ပြန်ပြီးတော့နှုတ်လိုက်တော့ကြံသေးလားအဲ့ဒါကြောင့်မို့တရားနာလဲဇုံတွဲလောက်နာရမယ်ဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့ဘာသာရေးရှိတဲ့သူနဲ့မရှိတဲ့သူဒီအစစရရကွာသလားမကွာဘူးလားကွာတယ်အဲ့ဒါကြောင့်ဘဝကိုတန်မိုးရှိနေမယ်ဟဲ့လို့ဆိုရင်ဘာလဲပဲသိတဲ့တယ်လဲလို့ပြောရင်ဘဝတန်ဖိုးမြင့်တင်ကြောင်းတရားတွေသိတဲ့တယ်တဲ့ဘာသိတဲ့စုပေါင်းဘယ်နှပါဘဝမြင့်တင်ကြောင်းတရား၄ပါးရှိပါတယ်အဲ့ဒီ၄ပါးကဗုဒ္ဓဟောတာလေးတွေတော့ရှင်းနေတာလူကမရှင်းတာဘယ်သူကမရှင်းတာလဲလူကမရှင်းတာဘဝအဆင့်မြင့်နေတယ်ဆိုရင်နံပါတ်1ယုံကြည်မှုရှိရဘာရှိရယုံကြည်မှုရှိရမယ်ဘာတွေကိုယုံရမလဲလို့ပြောရင်ဖရာယုံရမယ်တရားယုံရမယ်သံဃာယုံရမယ်ကံကိုယုံရမယ်ကံရဲ့အကျိုးတရားကိုယုံရမယ်ဘာတွေယုံရမလဲအခုဥစ္စာကကံရဲ့အကျိုးတရားယုံကြည်မှုနည်းသွားတော့ဘဝတန်ဖိုးလဲကြာအကုသို့လှုပ်လိုက်ပေမဲ့အကျိုးရမယ်လို့ချို့ကမထင်ထင်ရလားရပြီးတာပဲကွာအဲ့ဒါမျိုးဖြစ်သွားဗုဒ္ဓရဲ့ကမ္မဝါဒဒီအရေးကြီးသလားမကြီးဘူးလားဗုဒ္ဓရဲ့ကမ္မဝါဒဟာအရေးကြီးတယ်ကံတရားကိုယုံကြည်တတ်မှကောင်းတာလုပ်ရင်ကောင်းတာရမယ်ဆိုးတာလုပ်ရင်ရသလားမရဘူးလားအဲ့ဒါမျိုးယုံထားတဲ့ပုဂ္ဂိုလ်တယောက်ဒီမကောင်းမှုအကုသို့နည်းသလားမနည်းဘူးလားအဲ့ဒါကြောင့်ဘဝအဆင့်မြင့်သွားအောင်လုပ်ချင်ရင်နံပါတ်1ယုံကြည်မှုရှိရတယ်တဲ့ဘာရှိရလဲနံပါတ်2ကကြတော့ကိုယ်ကျင့်တရားကောင်းရတယ်ဘာလို့ရလဲကိုယ်ကျင့်တရားမှမကောင်းရင်တန်ဖိုးရှိသေးလားစည်းစိမ်ဥစ္စာဘလောက်ပဲပြည့်စုံအဲ့ဒီရလာတဲ့ပစ္စည်းဥစ္စာများသည်မတရားလောဘနဲ့ကြီးတယ်ရလာတာကဖြစ်ရင်တဘဝစားပြီးတော့နောက်ဘဝတော့သွားပြီဦးနော်ဘယ်သွားမှာလဲဘယ်သွားမှာလဲဆရာတော်ဥတ္တမင်္ဂလာပြောသလိုဆိုတော့ဒေအိုးပါဗျာဟုတ်လားဘယ်သွားမှာလဲဒေအိုးသွားမှာသိကြတယ်
အဲ့ဒါကြောင့်မို့စီးပွားဥစ္စာလုပ်တဲ့အပိုင်းမှာလည်းကြီးလိုက်ရင်ကိုကကြကြနနနီးလန်းတကြရှာဖွေထားမှအကုသိုလ်တက်တာနှုတ်စဉ်တက်တာရဲ့လားပစ္စည်းဥစ္စာကိုကိုခြင်းတရားနဲ့မလဲပါနဲ့ငွေကြီးနဲ့ကိုခြင်းတရားနဲ့မလဲနဲ့အဲ့ဒါမျိုးလဲပြီးတော့ချမ်းသာနေတဲ့ပုဂ္ဂိုလ်ဒီတန်မိုးရှိရလားအဲ့ဒါကြောင့်နံပါတ်1ယုံကြည်မှုရှိရမယ်နံပါတ်2ကဘာလုပ်ရမလဲမှတ်မိရဲ့လားအေးနောက်တစ်ခုကပေးကမ်းစွန့်ကြဲရမယ်တဲ့ဗါတယ်လေပေးကမ်းစွန့်ကြဲရမယ်ဆိုတာကအချင်းချင်းလိုအပ်ချက်လေးတွေဖြည့်ရမယ်ပြောတာဘာပြောတာလဲချင်းချင်းလိုအပ်ချက်လေးတွေဖြည့်ရမယ်ပြောတာကိုယ်အစင်မပြေတဲ့အခါကိုယ့်ရဲ့အိမ်နီးနားချင်းကိုတွားပြီးတော့ငါဒီနေ့အစင်မပြေသေးလို့ငွေလေးဘယ်လောက်တော့လှဲ့ပါအောင်ဆိုလှဲ့တယ်လို့မရှိဘူးလားအေးဒီဘက်ကလည်းပဲဘယ်နေ့ရမှာဆိုအတိအကျပြန်ပေးတဲ့လူရှိဘူးလားအဲ့ဒါမျိုးဆိုရင်ပေးသူရောဟိုဘက်ကယူသူရောနှစ်ယောက်လုံးချီးသူရောဟိုဘက်ကယူသွားတဲ့ပုဂ္ဂိုလ်ပါစိတ်ချမ်းသာသလားမချမ်းသာဘူးလားအဲ့ဒီဂရီတစ်လုံးဒီတော်တော်အရေးကြီးတယ်ခုတော်တော်များများကငွေလေးယူလိုက်ပြီဟဲ့လို့ဆိုရင်ဟုတ်လားဘယ်တော့ပြန်ရပါမယ်ဆိုရရဲ့လားအဲ့ဒါမျိုးဆိုနောက်တစ်ခါကျတော့တယောက်နဲ့တယောက်တန်းမသွားဘူးလားအေးအဲ့ဒါမျိုးလေးတွေဖြစ်တာရှိသလားမရှိဘူးလားအဲ့ဒါဂတိတစ်လုံးဒီတန်ဖိုးထားဖို့ရလိုသလားမလိုဘူးလားအေးဂတိတစ်လုံးဒီအဲ့ဒါဒီပင်စာကပြောတာအပြန်ပြန်အလန့်လားကိုယ်စီတုံးကတော့တစ်မျိုးသူ့စီကိုသွားလိုက်တဲ့အခါကျတော့ဟောသူလူတုံးကတော့ကိုယ်စီလာပြီးတော့ချီးထားတော့ကိုကပေးလိုက်တယ်အေးနောက်တစ်ခါပြောင်းပြန်ဖြစ်ပြီးတော့ကိုကလူတဲ့ခါသူ့စီသွားလိုက်တဲ့ခါကျတော့ဟာမရှိပါဘူးငါတို့ကဘလို့ဖြစ်နေလို့ပါဘာလေးကဝယ်လိုက်တဲ့အတွက်ကြောင့်ငါတို့တော့မလုံလောက်ဘူးဖြစ်နေတာလို့လှိမ့်ထုတ်တဲ့လူရှိသလားမရှိဘူးလားအဲ့ဒါမျိုးဆိုတဖြည်းဖြည်းနဲ့မိတ်ဆွေပြက်သွားကြတာဘာပြက်သွားကြလဲအေးအဲ့ဒါကြောင့်မို့အပြန်မြန်အလန့်လန့်ပြီးကမ်းဖို့ဆိုတာအရေးကြီးသလားမကြည့်ဘူးလားအဲ့ဒါကြောင့်ခုဘယ်နှချက်ရနံပါတ်1ယုံကြည်မှုရှိရနံပါတ်2နံပါတ်3ကဘေကံစွန့်ကြဲရနောက်တစ်ခါဘာလုပ်လို့စဉ်းစားဆင်ញင်ဉာဏ်နဲ့လုပ်ရမယ်တဲ့ဗါတယ်လေဘာကိုပဲလုပ်လို့စဉ်းစားဆင်ញင်ဉာဏ်ရှိရမယ်တဲ့ကဲအဲ့ဒီဉာဏ်ကအရေးကြီးသလားမကြီးဘူးလားဘာသာရေးလုပ်လေဉာဏ်ပညာလိုတာပဲစာပေသင်ကြားလေဉာဏ်ပညာလိုတာပဲစီးပွားရေးလုပ်လေဉာဏ်ပညာလိုတာပဲလိုသလားမလိုလားအေးအဲ့ဒါကြောင့်ဒီတရား၄ပါးကပြည့်စုံရင်အဲ့ဒီပုဂ္ဂိုလ်ဒီဘဝအဆင့်မလုပ်မလဲညင့်ပါလိမ့်မယ်တဲ့မှတ်မိရဲ့လားကဲဘာတွေလဲစူးစမ်းဆင်ခြင်တတ်တဲ့ပညာရှိရမယ်တဲ့ဉာဏ်ပညာစုပေါင်းဘယ်နှမျိုးဦးဇင်းတို့ကတော့ပြောပေးုံလောက်ရတယ်ကျင့်ရမှာဘယ်သူကျင့်ရဦးဇင်းတို့လည်းပဲတရားများဟောပြီးဘာမှမကျင့်လို့ကတော့ဦးဇင်းတို့လည်းပဲတဘောဝပဲနောက်ဘဝကျဘယ်သွားဒေအိုးပဲဟုတ်လားဘယ်သွားမှလဲအေးအဲ့ဒါကြောင့်ကိုယ်ဒေအိုးကိုကြည်ထားဟုတ်လားနော်ဒေအိုးမသွားဖို့ရာအတွက်အပင်ငရဲမကြဖို့ရာအတွက်ကကိုယ်ပေါ်မှာမဟုတ်တယ်အပင်ကြအောင်လုပ်တာလေဒီလူပဲအထက်တက်အောင်လုပ်တာလေတန္တရာကကျွတ်အောင်လုပ်တာလေဒီလူပဲအဲ့ဒါကြောင့်လူတိုင်းရဲ့စိတ်ထဲမှာဘာသာရေးလေးရှိနေကိုအရေးကြီးတယ်ဘာလေးရှိနေကိုအရေးကြီးအေးဘာသာရေးလေးသာရှိနေရင်အဲ့ဒီပုဂ္ဂိုလ်ဒီစီးပွားရှာလည်းပဲတမ္မာအာဇီဝကြရှာတယ်ဇနီးမယားယူထားရင်လည်းပဲအဲ့ဒါကြနနတောင်းကြည်အောင်ပေါင်းတင်ဆက်ဆံပြီးတော့လှုပ်ကြွေးတယ်မကြွေးဘူးလားဇနီးမယားကလည်းပဲဩဒီလိုလှုပ်ကြွေးနေတဲ့လင်ယောက်ျားကိုယူယူသေးသေးဆက်ဆံတတ်တယ်မဖြစ်ဘူးလားအဲ့ဒီလိုမှမဟုတ်ရင်တော့လကားပဲအိမ်အောင်ကြလည်းပဲခဏပြီးသွားတာနဲ့တပြိုင်နက်ရိုက်ကြနှက်ကြတော်ကြရံဖြစ်လိုက်တော်လေးနေရုံရောက်လိုက်လက်မထိုးမဲ့တကယ်ကဲဟာမဖြစ်ဘူးဟာထိုးမယ်မထိုးဘူးနဲ့ဒါနဲ့တင်အချိန်ကုန်ပြီးတော့ရှေ့မရောက်တာတွေရှိတယ်ရှိသလားမရှိဘူးလားအဲ့ဒါမျိုးမဖြစ်ပါစေနဲ့အဲ့ဒါကြောင့်ယောက်ျားလေးကလည်းဘာသာရေးရှိမှမိန်းကလေးကလည်းဘာသာရေးရှိမှ
ရုပ်လေးမြင်ပြီးကြိုက်လို့တော့မရဘူးရရလားကလေးလေးတွေရလာတယ်နဲ့ရုပ်လေးရလှသေးလားငကိုကလောက်လှသေးလားအဲ့ဒါမျိုးဖြစ်ပြီးတော့သူကစီးပွားရေးလေးကလည်းတက်ဇနီးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းကလေးလေးတွေကရလာတော့နေရင်ထိုင်ရင်ကိုမကြည်တော့တယ်နော်ဟင်းလေးချက်ထားလဲပဲသူကြိုက်တာလေးချက်ထားလဲမင်းဒါကြီးတယ်ပဲငါဘလို့ကောင်းထင်လို့တော့ဒါမျိုးဖြစ်လာတတ်တယ်ဟုတ်လားနော်ဘလို့လေးပဲအဆင်ပြေအောင်လုပ်လို့မပြေတာလေးတွေရှိသလားမရှိဘူးလားအေးအဲ့ဒါမျိုးဖြစ်ပြီးတော့တဖြည်းဖြည်းနဲ့ကြံဖန်ပြီးတော့အပြစ်ရှာရင်နဲ့နောက်တစ်ယောက်ရှာသွားတဲ့လူတွေရှိသလားမရှိဘူးလားရှိတယ်အိမ်အောင်ပြုတယ်ဆိုတာကလည်းယောက်ျားလေးရောမိန်းကလေးရောအတူတူပဲပထမစယူထားလိုက်တော့ကတော့ဒီကမ္ဘာလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေထဲမှာငါယူတဲ့ဇနီးမယားကြီးအချောဆုံးလို့ဖြစ်တတ်တယ်နော်ယောက်ျားလေးပိုင်းလည်းပဲအဲ့ဒီအတိုင်းမိန်းကလေးကအတွက်လဲငါယူတဲ့ယောက်ျားလေးဒီအချောဆုံးပဲလို့ထင်တတ်တယ်နည်းနည်းလေးလည်းပဲပေါင်းလာရင်အပြစ်တွေကမြင်လာစိတ်ဓာတ်ကယုံမှုကောင်းဟောတဖြည်းဖြည်းနဲ့ပေါ်မလာဘူးလားပေါ်လာတယ်ဘာလို့လဲပြောတော့ရေရှည်ပေါင်းပြီဆိုတဲ့အခါကျတော့စိတ်ပဲလိုက်ကြည့်တယောက်နဲ့တယောက်အပြစ်တွေလိုက်ကြည့်ဘာတွေလိုက်ကြည့်လဲအပြစ်တွေလိုက်ကြည့်ငကိုကလေးမှကိုကမဲတာယူထားပြီပြကြမှာမဲမှကွဲချင်ပါတယ်ဖြစ်တဲ့လူကရှိသေးတယ်အဲ့ဒါမရှိသလားမရှိဘူးလားအေးအဲ့ဒါမျိုးတွေလည်းဖြစ်တယ်နော်ချိုးကလည်းပဲပုတာယူထားပြီရေရှည်ပေါင်းတဲ့အခါကျမှအရက်ပုပါတယ်ဆိုကွဲတဲ့လူကရှိတယ်ရှိသလားမရှိဘူးလားကြည်တုံးကကိုယ့်ကိုအပြည့်စုံကြည်ထားဟုတ်လားအရက်မောင်းကဘလောက်လဲဘလို့လဲအသားရောင်ကဘလို့လဲသွားကဘလို့လဲပြီးသွားမှအဲ့ဒါဟောသွားတွေကဘလို့တွေဖြစ်နေယုံဖို့ကောင်းတယ်အဲ့ဒါမျိုးတွေဖြစ်ပြီးတော့ကြံဖန်ပြီးကွဲတာတွေရှိတယ်ရှိသလားမရှိဘူးလားအဲ့ဒါမျိုးမလုပ်ပါနဲ့အဲ့ဒါကြောင့်မို့ဘာသာရေးမရှိရင်တော့အဲ့တိုင်းဖြစ်တတ်တယ်ဖြစ်သလားမဖြစ်ဘူးလားဘာသာရေးလိုသလားမလိုဘူးလားဇန်တရားမတရားဖို့တရားရဖို့အတွက်လိုသလိုပဲတို့သူတော်စင်များရဲ့လောကရဲ့အတွက်လဲလိုသလားမလိုဘူးလားအေးလိုတယ်အဲ့ဒါကြောင့်မို့စီးပွားရေးလေးကြိုးစားပြီးတော့တို့လောက်ကြလို့ဆိုရင်လင်းနဲ့မယားကအပြန်အလှန်တိုင်းမင်လေးရှိမှာဟုတ်လားနော်အနုမို့ဆိုရင်တော့အလုတ်သွားလည်းပဲစိတ်မချအိမ်ထားခဲ့လေစိတ်မချရှိသလားမရှိဘူးလားဘယ်သွားစီးပွားရေးလုပ်ရရလားတို့ဗမာများနောက်ကျနေတာအဲ့ဒါပဲဟုတ်လားနော်အဲ့ဒါမျိုးစိတ်မချရင်လည်းပဲမင်္ဂလာဆောင်ကလေးကအိတ်ကြီးဝယ်ထားနော်ဘာဝယ်ထားရမလဲအိတ်ကြီးဝယ်ထားပြီးတော့အလုတ်သွားရင်လည်းပဲဂျောဘုတ်အိတ်ထဲထည့်သွားဟုတ်လားနော်ပြီးသွားနဘေးအဲ့ဒါငုတ်တုတ်ထိုင်ခိုင်းတာပြန်လာရင်လည်းပဲဂျောဘိုးအိတ်ထဲပြန်ထည့်ပြီးရင်ပြန်တယ်ခဲ့အဲ့ဒါမျိုးလုပ်ဖို့ပဲရှိတော့ဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့လောကမှာမိသားစုရေးမှာအဆင်မပြေရင်စီးပွားရေးအဆင်ပြေသေးလားနံပါတ်1ရေးကြည့်တာကမိသားစုငြိမ်းငြိမ်းချမ်းချမ်းလေးရှိမှာနော်အမေကြီးလိုက်လဲစူအောက်အဖေကြီးလိုက်လဲတောက်စားကိုအဆင်ပြေသေးလားသာသမီများကဘယ်အတူခိုးရမှန်းကိုမသိအောင်ဖြစ်တတ်တယ်ဟုတ်လားအဲ့ဒါမျိုးထဲမှာမပါဖို့ရရေးကြည့်သလားမကြည့်ဘူးလားအေးအဲ့ဒါမျိုးတွေဖြစ်တယ်ကြောင့်မို့ညီညွတ်လေးနဲ့နေကြရင်စီးပွားရေးလည်းပဲဖြစ်သလားမဖြစ်ဘူးလားတိုင်းမင်လေးနဲ့စီးပွားရေးလုပ်လို့ရပါတယ်ကဲစီးပွားရေးတွေဖြစ်လာပြီဆိုရင်အသုံးချတတ်ဖို့ရလဲအရေးကြီးတယ်အနုမို့ဆိုရင်ဇနီးမယားကလည်းမြောက်ဒီဘက်ကလင်သားကလည်းစီးပွားရေးတက်လာရင်အဲ့ဒါအောက်ခြေလေးလွတ်လာတတ်တယ်။ဘာလေးလွတ်လာအောက်ခြေလေးလွတ်ရင်ဘာဖြစ်ထင်ထောင်လဲတာဟုတ်လားနော်လဲသလားမလဲဘူးလားတာမန်ကိုမဟုတ်ဘူးထောင်းကိုလဲတော့တာနော်အောက်ခြေလေးလွတ်လာရင်စကားပြောတာကသာဆောင်ကြွားဖြစ်သလားမဖြစ်ဘူးလားဆောင်ကြွားငါကိုဆက်ဆံတဲ့ပုံစံမဟုတ်တော့ဘူးမျက်နှာသားကအကုန်ပြောင်းသလားမပြောင်းဘူးလားအေးအဲ့ဒါမျိုးဖြစ်သွားတတ်တယ်ပြီးသွားရင်ပူရတဲ့ရှုပ်တဲ့လမ်းဘက်ကိုလိုက်သွားတတ်တယ်ဖြစ်တတ်သလားမဖြစ်တတ်ဘူးလားနောက်တစ်ခုကအတော့စားလိုက်တတ်တယ်နောက်တစ်ခုကလောင်းကစားလိုက်သလားမလိုက်ဘူးလားအဲ့ဒါငွေလေးကနည်းနည်းအဆင်ပြေလာရင်ဟာဒီနေ့ဘောလုံးဝဲသွားကြည့်လိုက်ဦးမယ်ဆိုအိမ်ကလူတွေကတော့တာမန်ကြည့်တယ်ထင်တယ်ဆိုင်ကယ်လေးနဲ့ထွက်သွားအပြန်ကျတော့စိုက်ကားနဲ့ပဲပြန်လာဘာလေးနဲ့ထွက်သွားထွက်တုံးကတော့ဆိုင်ကယ်နဲ့ထွက်သွားအပြန်ကျတော့ဘာနဲ့ရောက်လာအဲ့ဒါမျိုးအောက်ခြေလွတ်တာတွေရှိတယ်
ဒီလိုစီးပွားရေးလေးဖြစ်လာဖို့ရာကကိုကကျူးကျူးစားစားနဲ့ရှာခဲ့လို့ဒီလောက်တက်လာကြတက်လာတဲ့ဒီစီးပွားရေးလေးကြမှာဒုက္ခတော့ကခံနိုင်ပြီးတော့ဘာကြတော့မခံနိုင်ဖြစ်တို့ဗမာလူမျိုးကအဲ့တိုင်အကုန်ဖြစ်တတ်တယ်ဖြစ်သလားမဖြစ်ဘူးလားအဲ့စိတ်ဓာတ်ကိုပြောင်းနိုင်ရင်ရှေ့ရောက်မှာမပြောင်းနိုင်ရင်လည်းကြောင်းမယ်ဟုတ်လားမကြောင်းနိုင်ဘူးလားအေးအဲ့ဒါကြောင့်စိတ်ဓာတ်လေးတွေကပြင်းသွားမှရတာစီးပွားရေးလေးဖြစ်လာရင်ဗုဒ္ဓကအသုံးပြုရမယ်ဌာနတဲ့ဘယ်နှဌာနဟောစီးပွားဥစ္စာကိုတန်မိုးရှိရှိအသုံးချနည်းတဲ့ဘယ်နှမျိုးတဲ့လဲနံပါတ်1ကိုနဲ့ကိုမိသားစုအတွက်သုံးပါတဲ့ဗါတယ်လေအေးအငယ်အနှောင်းနေပါရဲ့လားအဲ့ဒါလက်သေးခွင်းထည့်တာအငယ်အနှောင်းမပါလို့ဟုတ်လားနော်ကိုကနည်းနည်းလေးစီးပွားတက်လာရင်ကိုနဲ့ကိုမိသားစုပဲနံပါတ်1အရင်ကြည့်ရဟုတ်လားနော်အဲ့ဒီကိုကြည့်ထားနှုတ်စဉ်မကြည့်နိုင်ရင်ဘေးထွက်သွားတယ်ထွက်သလားမထွက်ဘူးလားအေးအဲ့ဒါကြောင့်ပစ္စည်းဥစ္စာကြီးွားလာရင်ကိုနဲ့ကိုမိသားစုငကိုယ်တော့ဆိုင်ကယ်လေးမရှိသေးရင်ဆိုင်ကယ်လေးဝယ်လိုက်လို့မရဘူးလားမိသားစုများပျော်ပျော်ရွှင်ရွှင်နဲ့သွားပြီးဖရာသွားကြောင်းတက်အတူသွားလို့မရဘူးလားအေးအဲ့ဒါမျိုးလုပ်လို့ရပါတယ်အဲ့ဒါကြောင့်မို့ကိုနဲ့ကိုမိသားစုအတွက်လိုအပ်ချက်တွေမရှိဘူးလားအဲ့ဒီအတွက်သုံးပါတဲ့နံပါတ်2ကကြတော့ဆွေမျိုးများအတွက်သုံးပါတဲ့ဗါတယ်လေဆွေမျိုးများအတွက်သုံးပါဆွေမျိုးတွေမဲ့လည်းပဲစီးပွားဥစ္စာတူနေရင်တော့လောကကအဆင်ပြေတယ်ဟုတ်လားနော်အဆင်ပြေတယ်ဆိုသူကလည်းနေနိုင်ထိုင်နိုင်ကိုကလည်းနေနိုင်ထိုင်နိုင်ဆိုရင်ရန်တော့မဖြစ်ဘူးဘာတော့ပြန်လို့ကြိတ်ပြီးတော့ပြိုင်တတ်တယ်ဘာဖြစ်တယ်လဲကြိတ်ပြီးတော့ပြိုင်တတ်တယ်မောင်နှမအရင်နေတောင်မှနော်အကူကြီးတာဖြစ်တာငါတို့တော့စီးပွားရေးကမတက်ဘူးဟောဖြစ်တတ်တယ်အမကပြောတာခက်ညက်ညက်မှာပဲဖြစ်တတ်တယ်ဖြစ်သလားမဖြစ်ဘူးလားအဲ့ဒါမျိုးသွားပြီးတော့မလုပ်ပါနဲ့တအိမ်ထဲမှာလာပြီးဆုံလို့ဆိုတာလွယ်ရလားမလွယ်ဘူးတကဘာလုံးလူကြီးဘယ်လောက်ရှိတန်ပေါင်6500ရှိဘယ်လောက်ရှိလဲတိုက်ကြီးဘယ်နှတိုက်ရှိများလိုက်လားဘယ်နှတိုက်ရှိတာတော့တိုက်ကြီးဘယ်နှတိုက်ရှိဘယ်နှတိုက်ရှိဟာ9တိုက်ပဲရှိတာကျောင်းသားတွေဘယ်နှတိုက်ရှိကိုယ်လည်းကြမှာ2တိုက်လဲပိုးလောင်ဟုတ်လားနော်အေးအဲ့လိုတိုက်ဒီမရှိတော့တို့အာရှတိုက်မရှိဘူးလားလူတယောက်ဖြစ်တယ်ဟဲ့လို့ဆိုရင်ကိုကဒီနိုင်ငံမှာဖြစ်ပြီးတော့သူကဟိုးအမေရိကတိုက်မှာရောက်နေရင်တွေ့နိုင်နေလားတို့အာရှရဲဆုံဖို့ကိုလွယ်ရလားအာရှမှာအရှိတောင်အာရှအရှိတောင်အာရှမှာမြန်မာမှာတခါမန္တလေးမှာဒီနန္တာရက်ကွက်ထဲမှာမိသားစုတအိမ်နဲ့ဆုံဖို့လွယ်ရလားအဲ့ဒါကြောင့်အတော်သင့်ပါရမီနဲ့တော့ဒီအိမ်မှာလာလူဆုံဖို့မလွယ်ဘူးလွယ်ရလားအဲ့ဒါမျိုးညီကုံမောင်နှမအနေနဲ့တွေ့ထားတော့မှတို့သူတော်စင်များစိတ်တက်လေးတွေကယူသားဖြူစင်နဲ့ပေါင်းပါဘယ်လိုပေါင်းရမလဲအကိုကြီးဆိုရင်လည်းအကိုကြီးလို့ယူသေးသေးလေးစားအမကြီးဆိုရင်လည်းအမကြီးလို့ယူသေးသေးလေးစားညီဆိုရင်လည်းပဲတနာတဲ့စိတ်နဲ့ညီမဆိုရင်တနာတဲ့စိတ်နဲ့နေလို့မရဘူးလားအေးအဲ့ဒါကဘာသာရေးရှိမှနေတတ်တယ်ဘာမှနေတတ်တာလဲအေးအဲ့ဒါကြောင့်ပစ္စည်းဥစ္စာလေးတွေရလာရင်ဒီဆွေမျိုးများအတွက်မြတ်တာသုံးပါတဲ့ဘာအတွက်သုံးရမလဲဆွေမျိုးများအတွက်မြတ်တာသုံးပါဘယ်နှချက်ရှိသွားတစ်ကကိုနဲ့ကိုမိသားစုအတွက်နှစ်ကသုံးကကြတော့ကိုနဲ့ပေါင်းသင်းနေတဲ့မိတ်ဆွေများအတွက်တဲ့ဘယ်အတွက်တယ်လဲမိတ်ဆွေတွေရှိသလားမရှိဘူးအေးအဲ့ဒီမိတ်ဆွေများအတွက်သူတို့ရဲ့လိုအပ်ချက်လေးတွေကိုယ့်ဘက်ကပြည့်စုံပြီဟဲ့လို့ဆိုရင်ကိုယ့်ရဲ့မိတ်ဆွေတွေအတွက်စဉ်းစားပြီးလို့မရဘူးလားသူတို့လိုအပ်ချက်လေးတွေဖြည့်ဆည်းပေးလိုက်လို့ရတယ်တချို့ကကြတော့ငကိုမရှိတော့ကတော့ညီညွတ်နဲ့နေကြမိတ်ဆွေပေါင်းတဲ့နဲ့ဆက်ဆံပြီးတော့နေကြနည်းနည်းလေးလည်းပဲစီးပွားရေးတက်လာတာနဲ့တပြိုင်နက်လှဲ့ကိုမကြည့်တော့အဲ့ဒါမျိုးရှိသလားမရှိဘူးလားအဲ့ဒါမျိုးဆိုရင်တဖြည်းဖြည်းနဲ့ဆက်ဆံရေးတွေပြတ်သလားမပြတ်ဘူးလားအဲ့ဒါမျိုးမလုပ်ရဘူးတဲ့ဘယ်သူအတွက်သုံးရမလဲမိတ်ဆွေများအတွက်သုံးပါစုပေါင်းဘယ်နှချက်ရဘာလဲပြောရင်
မိတ်ဆွေများအတွက်အသုံးပြုရမယ်နောက်တစ်ခုကအန္တရာယ်ပေါ်ပေါက်လာရင်သုံးရမယ်တဲ့ဗါတယ်လေကိုကစီးပွားဥစ္စာရှာထားတာတော့မှန်တယ်ငွေကြီးတွေရှာထားတာတော့မှန်တယ်ကုတ်ကပ်ပြီးတော့သိပ်ပြီးနှမျောနေတဲ့ပုဂ္ဂိုလ်ဒီအန္တရာယ်နဲ့ကြုံလဲထုတ်ပြီးတော့မသုံးမှုရဲ့လို့ဆိုရင်သူရှာထားတဲ့ငွေဒီတန်ဖိုးရှိသေးလားအဲ့ဒါကြောင့်အန္တရာယ်နဲ့ကြုံနေဆိုတော့တို့အန္တရာယ်အမျိုးမျိုးတွေမရှိဘူးလားရှိတယ်ကဲကျမ်းမာရေးနဲ့ပတ်သက်တဲ့အန္တရာယ်လည်းမရှိဘူးလားအဲ့ဒါမျိုးဖြစ်လာရင်သွားပြီးတော့စေစစ်တဲ့တန်စေဟုတ်လားစကင်ရိုက်တဲ့တန်ရိုက်လို့မရဘူးလားအေးဓမ္မရိုက်တဲ့တန်ရိုက်ဆေးကန်းသွားတဲ့တန်သွားဆေးထိုးတဲ့ရင်ထိုးလို့မရဘူးလားဒါကိုပဲကုတ်ကပ်ပြီးတော့နှမျောနေပြီးတော့နေလိုက်သူရှာထားတဲ့ငွေတန်ဖိုးမဲ့ဖြစ်သွားလိမ့်မယ်မဖြစ်ဘူးလားအေးအဲ့ဒါကြောင့်မို့အန္တရာယ်ပေါ်ပေါက်လာတဲ့အခါသုံးပါတဲ့ဗါတယ်လေဘယ်နှမျိုးရကဲပြောကြည့်ပါဗါတယ်အေးနောက်တစ်မျိုးကြည့်လိုက်လို့ရှိရင်နောက်တစ်မျိုးကကုသိုလ်ရာရေးအတွက်အသုံးချပါတဲ့ဗါတယ်လေကုသိုလ်ရာရေးဆိုဘုန်းကြီးတွေလူလို့မရဘူးလားဖယားလူလို့မရဘူးလားကိုယ့်ရဲ့အမေဖေပြုစုလို့မရဘူးလားအေးကိုယ့်ရဲ့ကွက်တွေလုပ်လို့မရဘူးလားသာသနာတော်တရက်လုံးတွေကုသိုလ်လုပ်လို့မရဘူးလားအဲ့ဒါမျိုးကုသိုလ်ရာရေးအတွက်လည်းလုပ်ပါတဲ့အဲ့ဒါကြောင့်ပစ္စည်းဥစ္စာရှိလာပြီဟဲ့လို့ဆိုရင်ဘယ်နှဌာနမှာသုံးရမလဲမှတ်မိရဲ့လားကဲတစ်ခေါက်လောက်ပြောကြည့်ပါစုပေါင်းဘယ်နှမျိုးအေးအဲ့ဒါကိုဒုသူတော်စင်များကမှတ်ထားပြီးတော့ကိုယ့်ဘဝထဲမှာလက်တွေ့ကျင့်သုံးလို့မရဘူးလားဒီနမ်းမှာဘဝကိုတန်မိုးရှိစွာနေထိုင်တဲ့ဒကမာကြီးတယောက်ရဲ့အကြောင်းအကျဉ်းချုပ်လေးပေါ့နော်နာမည်ကမာတိကမာတာတဲ့ဗါတယ်လေဇူတဲ့လေအဲ့ဒကမာကြီးကလောကထဲမှာနေပြီးတော့ကျူးကျူးစားစားနဲ့လည်းပဲရှာဖွေခဲ့တယ်ဘာလို့ခဲ့လဲကျိုးကျိုးစားစားနဲ့ရှာဖွေခဲ့တယ်ရှာဖွေခဲ့ပြီးတော့သူ့ရဲ့ပစ္စည်းဥစ္စာကိုလည်းတန်ဖိုးရှိရှိအသုံးချသွားတယ်သူ့ဘဝအတွက်ရောသူ့ရဲ့နောင်ရေးအတွက်ပါသူဟာကြကြနနတန်ဖိုးရှိရှိအသုံးချသွားတယ်ဟုတ်လားရွာလေးကမာတိကရွာဘာရွာတဲ့လဲမာတိကရွာတဲ့ဒကမာကြီးရဲ့နာမည်ကမာတိကမာတာဒီရွာလေးကဘလို့ဆက်ဆက်နေတယ်လဲလို့ပြောရင်ယဟန်တော်အပါ60နဲ့ဆက်ဆက်ပါတယ်လေယဟန်တော်အပါ60တို့ဟာဘုရားရှင်ကိုတော်မြတ်ရဲ့ခြံတော်ပါသွားပြီးတော့ရှင်ဘုရားတပည့်တော်တို့ဒီဝါမှာတော့ဒီတာဝဋ္ဌိတိဇေတဝန်ကျောင်းမှာတရင်မသုံးတော့ပါဘူးဘုရားရှင်ဘုရားစီကနေတရားတောင်းပြီးတော့တောရွာလေးတွေသွားပြီးတော့တရားအထုတ်ပါမယ်ဆိုယဟန်ဘလောက်ကတောင်းတာဗုဒ္ဓကနေပြီးတော့စနစ်ပေးလိုက်ဘာစနစ်လဲလို့ပြောရင်32ကောထာတရှုမှတ်တဲ့စနစ်ပါတယ်လေဒီခန္ဓာကိုယ်ကို32ကောထာတအဋ္ဌိမသမိန်ကာယေကေတာလောမှာမရှိဘူးလားအေးသမင်းတို့မွေးခြင်းတို့ခြေသီးလက်သီးတို့မရှိဘူးလားအေးအဲ့ဒါခြေသက်လက်သေးဆိုပြီးတော့အဲ့ဒါမျိုးတွေရှိဒါမျိုးမှတ်တဲ့စနစ်ကိုဗုဒ္ဓကနေပေးလိုက်ပြီးတော့ဒီအတိုင်းသာရှုမှတ်ကြဆိုပြီးတော့အဲ့ဒါပြောလိုက်တော့ရန်တော်များသည်တရားအထုတ်လို့ကောင်းမဲ့ရွာလေးတွေကိုရှာရင်နဲ့ကောသလတိုင်းထဲထိရောက်လာဘယ်တိုင်းထဲထိရောက်အဲ့ဒီတိုင်းထဲကရွာလေးကိုတွားပြီးတော့တွေ့တယ်မာတိကရွာဘာရွာတဲ့လဲအဲ့ဒီမှာတွားပြီးတော့ရန်တော်60တို့ကရွာထဲကိုဝင်လာကြတယ်သင်္ကန်းများယုံတပိတ်ကိုစီပိုက်ပြီးတော့ရှင်းဆုံးကမထေကြီးကနေဥဆောင်ပြီးတော့တန်းစီပြီးတော့ဘယ်ရွာထဲဝင်လာတာလဲအဲ့လိုဝင်လာတဲ့အခါကျတော့ခုနတော့ကဒကမကြီးနဲ့သွားပြီးတော့တွေ့တယ်နော်တန်ဃာတော်များကြည်ရတာကြီးညိုွယ်ကောင်းလိုက်တာဘယ်မြန်းကြွကြမလဲမသိဘူးဆိုဝင်ပြီးတော့ရှောက်တယ်ရှင်ဘုရားတို့ဘယ်မြန်းကြွမလဲဖေဟာဘယ်ရေလို့တော့မဟုတ်ပါဘူးကျွတ်တို့က
အဆင်ပြေတဲ့နန်းမှာနေထိုင်ပြီးတော့တရားအားထုတ်ဖို့ပါတဲ့ပါတယ်လေရှင်ဘုရားအဲ့လိုဆိုရင်တော့ဒီရွာပဲသတင်းသုံးပါဗျာတပည့်တော်တို့ကြီးရွာကရှိတဲ့ပုဂ္ဂိုလ်များကတက်နိုင်သမျှနဲ့ရှင်ဘုရားတို့ကိုထောက်ပံ့ပေးမယ်လှူဒန်းပေးမယ်တပည့်တော်ကိုယ်တိုင်လည်းပဲတက်တက်ကြွကြွနဲ့လှူဒန်းမယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့ဘာတွေလုပ်ပေးတယ်လဲလို့ပြောရင်ကြောင်းနေဆောက်ပေးတယ်ဘာတွေဆောက်ပေးအေးနေရာတွေကိုရှင်ကြောင်းနေဆောက်ရန်တော်များဟာအဲ့ဒီမှာပဲဝါဆူလိုက်ကြတယ်ဝါဆူလိုက်တဲ့အတွက်ကြောင့်မို့ရွာလေးမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်များလည်းပဲငကိုကတရဏဂုံမဆောက်တည်သေးတဲ့ပုဂ္ဂိုလ်ဆိုရင်ဘာဆောက်တည်လာလဲတရဏဂုံဆောက်တည်၅ပါးသီလမလုံတဲ့လူဆိုရင်လည်းဘုစုကိုအကြောင်းပြုမာတိကမာတာဒဂမကြီးရဲ့လှုပ်ဆောင်ချက်ကိုအကြောင်းပြုပြီးကြံတဲ့ပုဂ္ဂိုလ်တွေပါလူကောင်းသူကောင်းမဖြစ်ရဘူးလားအေးအဲ့ဒါမျိုးဖြစ်ပြီးတော့ဒီလိုပဲအဲ့ဒါဝါရင်းကာလပတ်လုံးသတင်းသုံးပြီးတော့နေကြဒီယန်းတွေကဘာကိုအဋိဋ္ဌံထားတယ်လဲလို့ပြောရင်တို့ဝါရင်း3လကာလပတ်လုံးဒီမှာသတင်းသုံးတဲ့အချိန်အကြောင်းတူးမရှိပဲနဲ့တပားနဲ့တပားစကားမပြောရဘူးတဲ့ပါတယ်လေအကြောင်းတူးမရှိပဲနဲ့စကားမပြောရဘူးအကြောင်းတူးရှိလို့ရှိရင်ဒီတုံးကိုတီးလိုက်ဆိုတော့ကြောင်းအလဲကောင်မှာတုံးလေးလှုပ်ထားတယ်နော်လှုပ်ပြီးတော့တွယ်လန်းလေးတစ်ပင်မှာဆွဲထားဒီကြောင်း60ကနဘေးပတ်ပတ်လည်မှာရှိတော့တကြောင်းတစ်ကြောင်းမှာတပားတစ်ပားနဲ့တစ်ပင်အောက်လေးတွေမှာနေရင်လည်းတစ်ပင်အောက်မှာကြောင်းလေးတွေဆောက်အဲ့ဒီကြောင်းလေးတွေမှာဝင်ပြီးတော့တရားအားထုတ်ကြဝါရင်းကာလမှာအားထုတ်ကြတယ်အားထုတ်လာတဲ့တတ်တန်းတာတော်တော်ရလာပြီမဲ့ဘာတရားမှမရဘူးဖြစ်နေပြည့်တယ်ပါတယ်လေဒကမာကြီးကလည်းသူစွမ်းနိုင်မများနဲ့တော့အဲ့ဒါပံ့ပိုးပြီးတယ်ဒါပေမဲ့တရားရရဲ့လားမရဘူးအဲ့ဒါနဲ့တရက်ရောက်တဲ့အခါဒကမာကြီးကကြောင်းသူလာပြီးတော့တန်ဃာတော်များကိုအကုန်ပင့်ဖိပြီးတော့တကြောင်းထဲမှာအကုန်စုလိုက်စုပြီးတော့ရှင်ဘုရားများတပားနဲ့တပားဘာကြောင့်စကားမပြောတာလဲဗျာယံမြန်းဖြစ်ထားကြတာလားတပားနဲ့တပားမခေါ်ဘူးများဖြစ်နေတာလားလို့အဲ့လိုလျှောက်ထားတဲ့အခါအဲ့ဒါမျိုးဟုတ်ရဲ့လားတရားအားထုတ်ဖို့နော်ဦးဇင်းတို့ကတပားနဲ့တပားစကားမပြောဘဲနဲ့နေခြင်းဖြစ်ပါတယ်လို့အဲ့လိုပြောလိုက်တဲ့အခါကျတော့ရှင်ဘုရားတို့အားထုတ်တဲ့တရားကဘာတရားလဲဖေယားတဲ့ပါတယ်လေအရှင်ဘုရားတို့အားထုတ်တဲ့တရားကိုတပည့်တော်ကိုယ်တိုင်အားထုတ်ရင်လည်းရပါသလားလို့ဟာရတာပေါ့အဲ့လိုဆိုရင်ရှင်ဘုရားတို့အားထုတ်တဲ့တရားတပည့်တော်ပြောပြဗျာဆိုပြီးတော့အဲ့ဒါသင်ပေးလိုက်တယ်အဋ္ဌိဣမသမိန်ကာယေကေတာလောမာနခာဒန္တာတဆောရှိဘူးလားအေးအဲ့ဒီ32ကုဋ္ဌာတသမင်မွေညင်ခြေတဲ့လက်သေးစသည်ဖြင့်အဲ့လိုသင်ကြားပေးလိုက်တဲ့အခါဒကမကြီးကစိုက်ပြီးတော့နားထောင်လဲနားထောင်ရောပြီးသွားတာနဲ့သူတို့ဟောပြောချက်ပြီးတာနဲ့တပြိုင်နက်ဒကမကြီးကအနာဂံပုဂ္ဂိုလ်ဖြစ်သွား။ဘာဖြစ်သွား။ဉာဏ်သလားမဉာဏ်ဘူးလား။အေးအဲ့ဒီအနာဂံဖြစ်တဲ့အပိုင်းမှာလေအဘိညာဉ်နေနဲ့သူတစ်ပါးရဲ့စိတ်ကိုသိနိုင်တဲ့အဘိညာဉ်မှာရ။ဘာပါရလဲ။သူတစ်ပါးရဲ့စိတ်ကိုသိနိုင်တဲ့အဘိညာဉ်ပရစိတ်တာဝိဇာဏနာအဘိညာဉ်မရှိဘူးလား။အဲ့ဒီအဘိညာဉ်နဲ့တကွရတယ်ဆိုတော့ဒကမကြီးကသူကိုယ်တိုင်အနာဂံဖြစ်သွားတော့သူရထားတဲ့အဘိညာဉ်နဲ့ယန္တော်ရဲ့စိတ်တန်တန်ကိုကြည့်လိုက်ဟာဒီတရားတော်တော်ထူးတာငါတို့ခဏလေးသာနာလိုက်တဲ့အနာဂံပုဂ္ဂိုလ်ဖြစ်သွားတယ်ဒီတရားကိုပေးကြတဲ့ဆရာတော်များတန်ဃာတော်များဘယ်အဆင့်များရောက်နေပြီလဲလို့သူကနေပြီးတော့သူ့ရဲ့ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါအဘိညာဉ်တကူနဲ့ကြည့်လိုက်တဲ့အခါတန်ဃာ60ဟာဘာတရားမှမရဘူး။ဘာဖြစ်သွားလဲ။အဲ့ဒါနဲ့ဆက်ပြီးတော့သူကကြည့်ဘာမြန်းလူနေလို့ပါလေလို့ပြောတော့ယဟန်တန်ဃာတော်များတပ်ပါရမမျှတာလေ။ဘာတပ်ပါရလဲလို့ပြောရင်ဘောဇနတပ်ပါရဘာတပ်ပါရလဲ။အေးဘောဇနတပ်ပါရမမျှဘူးဆိုတာကစားတာတောက်တာကအချင်းစားတဲ့အချိုလောင်းရင်ဘာစားရစားကြနေတာအချင်းလူလို့ပြောခွင့်ရှိရလားအေးအဲ့လိုဖြစ်တဲ့အခါတချို့ကအချိုဖုံးပေးခြင်းနဲ့အချိုမရချို့ကကျတော့ဆွမ်းပူပူလေးဖုံးပေးခြင်းနဲ့ပူပူလေးရရလား
လူတွေအိမ်သွားကြည့်ရင်တော့ဆုံးလေးကတစ်မျိုးတည်းနဲ့စားခြင်းစရာလေးဟုတ်လားတပိတ်ထဲကြည့်လိုက်တဲ့အခါကျတော့ဖြူသွားလိုက်ရဲသွားလိုက်หนีသွားလိုက်မဖြစ်ဘူးလားမျိုးစုံနေနဲ့ဆိုတော့ရဟန်းတော်များတရားမရဖြစ်နော်အဲ့ဒါကိုဒီတက္ကမကြီးကသိသူ့ရဲ့အဘိညာဉ်နဲ့သိတော့သူတို့တရားမရခြင်းဟာလက်ဆက်တတ်တော့ဘောဇနတပ္ပယမဖြစ်လို့ပဲဆိုပြီးတော့ရဟန်းတန်ဃာတော်များကိုဖိတ်ထားခဲ့တယ်ရှင်ဘုရားမနှက်ပြန်တန်ဃာ60လုံးရွာထဲမှာဆုံးဖုံးပေးကြွပါဗျာဆိုပြီးတော့မာတိကမာတာဒကမာကြီးကတရွာလုံးလက်ပတ်ပြီးတော့နှိုးဆော်တယ်နှက်ပြန်တန်ဃာတော်များကိုဆုံးကပ်မှာဖြစ်တဲ့အတွက်ကြောင့်အိမ်တိုင်းကကိုတက်နိုင်သမျှနဲ့လာရောက်ပြီးတော့လှူဒန်းကြပါဆွန်းတက်နိုင်တဲ့ပုဂ္ဂိုလ်ကဆွန်းဟင်းတက်နိုင်တဲ့ပုဂ္ဂိုလ်ကဟင်းဆွမ်းရောဆွမ်းဟင်းရောတက်နိုင်တဲ့ပုဂ္ဂိုလ်ကဆွမ်းရောဆွမ်းဟင်းရောလာရောက်ပြီးတော့လှူဒန်းကြပါလို့ပြောထားပြီးတော့ရဟန်းတော်များကြွလာတဲ့အခါအဲ့ဒီဆွန်းကိုဖုံးပေးစိတ်တိုင်းကြဖုံးပေးလို့မရဘူးလားတရွာလုံးဆိုတဲ့အခါကျတော့ချင်းနာတွေငန်းနာတွေစက်တာတွေကစုံသလားမစုံဘူးလားအဲ့လိုဖုံးပေးလိုက်ရတဲ့အတွက်ကြောင့်ရဟန်းတော်များစိတ်သက်တွေကြည်လင်သွားပြီးကြောင်းပြန်တရားအားထုတ်လိုက်တယ်အနှစ်ချုပ်ပြီးတော့ပြောလိုက်ရင်တော့အာလုံးယဟန္တာဖြစ်သွားတယ်။ဘာဖြစ်သွားလဲ။ယဟန္တာဖြစ်သွားတဲ့အခါကျတော့ဝါကလည်းပဲကျွတ်ပြီဆိုတော့ဒကမာကြီးကိုနှုတ်ဆက်တယ်။ဒကမာကြီးဦးဇင်းတို့လည်းပဲဒီမှာနေခဲ့တာဝါတွင်3လကာလပတ်လုံးနေခဲ့ပါတယ်။ဒကမာကြီးရဲ့ပြုစုစောင့်ရှောက်မှုတွေအကြောင်းမို့လည်းပဲဦးဇင်းတို့တရားအားထုတ်ရတာအစဉ်ပြေတဲ့အကြောင်းတွေပြောဆိုပြီးတော့ဖရာရဲ့တရားတော်ထူးခြားလုံးလို့ကျေးဇူးဆက်မယ်ဖရာကိုပူဇော်မယ်ဆိုပြီးတော့ဘယ်ကိုလာခဲ့ကြတာဝတိကိုလာခဲ့ကြဘယ်လာခဲ့ကြလဲတာဝတိကိုလာပြီးတော့ဘုရားရှင်ကိုတော်မြတ်ကပုံမှန်ကြိုးဆိုနေကြရှိတယ်ရဟန်းတန်ဃာတွေကြွလာပြီလေလို့ဆိုရင်ဘလို့လဲအဆင်ပြေရဲ့လားနေရထိုင်ရတာကဘလို့လဲဟုတ်လားကိစ္စခမဏိယံယာပဏိယံဘုရားကအမြဲတမ်းနှုတ်ဆက်တယ်နော်အဲ့လိုနှုတ်ဆက်ပြောတဲ့အခါရှင်မရဆင်ပြေပါတယ်ဗျာပြည်တယ်တဲ့မဲ့တော့မာတိကမာတာဒကမာကြီးကြောင့်ပို့ပြီးတော့ပြည်ရတဲ့အကြောင်းဒီဒကမာကြီးကပစ္စည်းဥစ္စာအနေထားရှိသလားမရှိဘူးလားတရားတရားလည်းမရှိဘူးလားတန်ဃာများလည်းမလုပ်ကြွေးဘူးလားလုပ်ကြွေးတယ်စောင့်ရှောက်မှုလည်းအပြည့်အဝလုပ်တယ်အဲ့ဒီအကြောင်းအရာတွေကိုအကုန်ပြန်ပြောတဲ့အခါကျတော့ဖခင်ကလည်းပဲသာဓုခေါ်တယ်နဘေးနန်းကတန်ဃာတစ်ပါးကနေသဘောကျနော်ဟာဒီပုဂ္ဂိုလ်တွေအဲ့ဒီသွားပြီးတော့တရားအားထုတ်ရတာသိပြီးတော့အဆင်ပြေတာပဲငါလည်းပဲအဲ့ဒီသွားအားထုတ်ရရင်ကောင်းမှာပဲဆိုရင်အဲ့နန်းကတန်ဃာကနေပြီးတော့ဘုရားရှင်ကိုတော်မြတ်ထံကနေဖွင့်တောင်းပြီးတော့တန်ဃာ60ကတော့ဘယ်မှာနေခဲ့လဲသာဝတိမှာနေခဲ့ပြီးတော့တပားကဘယ်ပြန်